ပိဋကပေါင်းသူတော်ကောင်းတို့ကိုဒီခုတ်တကနိကေဓမ္မပဒပါဠိတော်မှာလာရှိတဲ့ပါဝီယကဟထဝတ္ထုဒီတရားတော်ကိုမြတ်စွာဘုရားဖြစ်စေခြင်းတဲ့ဆန္ဒ၃ချက်ကိုလူရင်းရောက်အောင်ပြောထားပါတယ်တိုက်တွန်းတဲ့စကားတွေကြီးတယ်ပဲသူပြောတဲ့အတိုင်းလုပ်လို့ရှိရင်ချမ်းသာမယ်ဆိုတာကိုမြတ်စွာဘုရားကသေချာပေါက်သိလို့ဒီအတိုင်းနေကြလို့ပြောထားတာဩဝါဒတရား၃ပါးတရားကောင်းစဉ်ကိုတော့ပြီးကနေ့မှတက်မယ်ဗျာနော်တခါကြီးမိုင်းများဘယ်မှာလာတယ်လဲလို့မေးလို့ရှိရင်ဓမ္မပဒပါဠိတော်မှာလာတယ်လို့မှတ်ရတရားကိုမဟောသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်နန္ဒာရှိတဲ့အ내ကဦးဇင်းတို့နမကာရဘုရားရှိခိုးထဲမှာပါတဲ့ဘုရားရှိခိုးဂါထာကိုကျေးဇူးတော်ရှင်မင်းကုန်းစတော်ဘုရားကြီးအ내မြန်မှာပြန်ဆိုခဲ့တယ်အင်မတန်ကောင်းပါတယ်ဘာသာပြန်လေးကအဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့မင်းကုန်းစတော်ဘုရားကြီးအလွမ်းပြေလို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုတည်တည်ချာချာအာယုံပြုပြီးတော့နာယူကျင်ညိုကြရအောင်ရှိခိုးပူဇော်ကြရအောင်ဗုဒ္ဓနရနရသမောတရဏံတိတထံပညာပရိပသုတိယဝိဟာတန္တကာရံအထာဝိကာမနရဒေဝဟိတဝန္တဝနာမိကာရုဏိကမေကမနန္တညာနံနရနရသမောတရဏံလူယောနပမြမဆုံးတတ္တဝအလုံးတို့၏ညွယုံပေါင်းစီတခုတည်းလျင်ခုမိစိကရလီဖြစ်တော်မူပါ၏ထသောတိတထမကောင်းလေးရကောင်းလေးရဟုပေါင်းဆက်ရောပြန်သောညံမြလောကရန်လေးမုံတိုင်းဝေလီမရွေမယိုင်ကြောက်စားတိုင်ကဲ့သို့ကြံ့ခိုင်သောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပရိပသုတိယအရဟတမဂ္ဂဝိဇ္ဇာပညာတသောင်းစီမီရောင်ဖြင့်ဝိဟာတန္တကာရံအနာမတကသန္တာရဝေဓမ္မယုံနတရားမှန်ကိုတရားမိန်မေးဖြစ်ခွင့်မပေးပဲရေမှောင်ရောက်ပိတ်ကွယ်မှောင်သည်1500ကိလေသာညင်မဲ့မောင်သူငယ်ကိုဖြူခွဲပေါထွင်းဝါဒနာနှင့်တကွရှင်းတော်မူပြီးထသောအထာဝိကာမနရဒေဝဟိတဝန္တံလူယနဓမ္မိနိဗ္ဗာန်ဟုသုံးတာအကျိုးရလိမ့်နို့နဲ့အာကုလာသူနန်းနယ်လူတို့ရွယ်ချူမှန်တာရှိဘွားကိုလည်းကြည်ထွားလေအောင်ရွတ်ဆောင်တော်မူပါ၏ထသောကာရုဏိကဟရယခေါ်နှလုံးတော်ကိုထုတ်ဖော်ပြမှုခြင်းသူသည်လေးစုသောမဲ့လေးချက်သောဖို့ရမည်ဆိုကကိုယ်တော်အသက်မငဲ့ကွယ်ဖဲရဲရဲနှုတ်တွင်ဖော်ပြခြင်းသာသူစဉ်ကလောက်ကြီးမြောက်သောကရုဏာလေးရှိတော်မူပါ၏ထသောဧကံပြမနလူသုံးမုံသူတို့တွင်မြည်သူမြမရှင်အပ်သည်အမျက်ခေါမှုပုဂ္ဂိုလ်တို့၏ဖြစ်တော်မူပါ၏ထသောအနန္တညာဏံဤ၍ဤမြကနန်းချ၍မှတ်စာသည်ကုံရစ်တွက်ကြုံသည်အဆုံးတိုင်းငါမရှိရသာမဟာပြင်းခြင်းတည်းအစိမ့်တရားညာနာကျေးဇူးကုံဝတ္ထုတို့ဖြင့်ချီးကျူးလောက်လုံးပြည့်စုံတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမကဲ့သို့မြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မာမူယုံနဲ့နှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောချီ၍သုံးနေတော်ရပနာမဖြင့်ဒုက္ခဝယူကျိုးလက်ဆုံမူကားရှ िख ိုးဥညွတ်ပါ၏မြတ်စွာဘုရားယံဗုဒ္ဓောပါတတိဝါသံခိမနိဗ္ဗာနပတ္တိယံဒုက္ခတန္တံကိရိယာယတဝေဝါစာနမုဒ္ဓမာနိဗ္ဗာနပတ္တိယစစ်မှန်သောငြိမ်းချမ်းခြင်းသို့ရောက်စေနိုင်သောဝါနိဗ္ဗာန်ကိုရောက်စေတတ်သော
ဒုက္ခတဏ္ဍံကိရိယာယဒုက္ခအာလုံးတို့၏အဆုံးကိုပြုတတ်တော်မူပေထသောခေမံဘေကင်းသောယံဝါစံအကျင့်တရားစကားကိုဘုရားမြတ်စွာဘုရားသည်ဘာတတိဟောကြားတော်မူခဲ့ပေ၏သာဝါစာထိုစကားသည်သာလျင်ဝါစာနံစကားတကားတို့တွင်ဥဒ္ဓမအမြတ်ဆုံးသည်သုတ္တနိပပါဠိတော်မှာလာတဲ့စကားလေးတစ်ခွန်းလောကမှာဘာသာစကားတွေအမျိုးမျိုးရှိတယ်ပုဂ္ဂိုလ်အသီးသီးပြောထားခဲ့တဲ့စကားတွေအမျိုးမျိုးရှိတယ်အဲ့ဒီစကားတကစကားတွေမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာအမျက်ဆုံးပဲတဲ့ခုတက္ကရာမတို့ဦးဇင်းတို့ပြောကြမယ်နာကြမယ်စကားတွေဒီဘု து စကားတွေလေမြတ်စွာဘုရားရဲ့စကားတွေမြတ်စွာဘုရားရဲ့စကားတော်တွေဟာစကားတွေထဲမှာပါတယ်လေအမျက်ဆုံးဘာပြုလို့မြတ်ရတယ်လဲဆိုရင်မြတ်စွာဘုရားကိုယ်တော်တိုင်အကြောင်းပြထားတယ်နိဗ္ဗာန်ပတ္တိယနိဗ္ဗာန်သို့ရောက်စေတတ်သောဝါစစ်မှန်သောငြိမ်းချမ်းခြင်းသို့ရောက်စေတတ်သောဘုရားရဲ့စကားတော်တွေဆိုတာစိတ်ရဲ့ငြိမ်းချမ်းခြင်းစစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုရစေတတ်တယ်တဲ့လေးလေးနက်နက်ပြောရရင်နိဗ္ဗာန်ကိုရောက်စေတတ်တယ်ဒုက္ခတဏ္ဍံကိရိယာယဒုက္ခရဲ့အဆုံးကိုလည်းကျူတတ်တယ်တဲ့မြတ်စွာဘုရားရဲ့စကားဒုက္ခတွေအကုန်လုံးကိုဏိကုံးချုပ်ပေးလိုက်မယ်လို့ပြောတာခေမံဘေးကင်းတယ်ဘုရားရဲ့စကားတည်းဟူသောအကြောင်းကြောင့်ဘာဘေးအန္တရာယ်မှမရှိမြတ်စွာဘုရားရဲ့စကားရဲ့အည်အသွေးကိုအဲ့ဒီမှာ၃ချက်ထုတ်ပြတယ်နော်တခါယူမိုင်းများနိဗ္ဗာန်ပတ္တိယစစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုရမယ်နော်ပြီးတော့ဗာလဲဒုက္ခတဏ္ဍံကိရိယာယကိုမလိုချင်တဲ့ဒုက္ခတွေအလုံးကိုဏိကုံးချုပ်ပေးမယ်နော်ခေမံဘေးအန္တရာယ်ဘာတစ်ခုမှမရှိဘူးတဲ့ဘုရားစကားကြောင့်ဘေးဖြစ်တယ်ဆိုတာမရှိဒကာဓမ္မတို့ဦးဇင်းတို့တာမန်ပုထုဇဉ်လေးရဲ့စကားကြောင့်ဘေးဖြစ်တယ်ဆိုတာအများကြီးရှိတယ်နော်လူတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့်ကျန်တဲ့လူအကုန်လုံးဒုက္ခရောက်သွားတာတွေရှိတယ်မဟုတ်လားမြတ်စွာဘုရားပြောခဲ့တဲ့စကားကြောင့်တော့ဘယ်သူမှဒုက္ခမရောက်အင်မတန်ကြီးညိုစရာကောင်းတယ်သိလားစကားတော်ကိုကဒါဘာလို့ဦးဇင်းကပြောရတယ်လဲဆိုတော့ပေတတို့ဦးဇင်းတို့တွေမဟောသေးခင်မနာသေးခင်မှာမြတ်စွာဘုရားရဲ့စကားတော်ဆိုတာဒီလိုအည်သွေးနဲ့ပြည့်စုံတယ်ဒီအည်သွေးနဲ့ပြည့်စုံတဲ့စကားတော်တွေကိုတို့တကယ်ကိုပဲကန်ထူးလို့နားထောင်ဝင်ရတာလို့သိစေခြင်းလို့ဦးဇင်းကပြောပြတာသိလားအဲ့တော့ဦးဇင်းခုပြောမဲ့စကားတွေဟာဦးဇင်းရဲ့ကိုယ်ပိုင်စကားတွေလားမဟုတ်ဘူးတရားဓမ္မတို့ဦးဇင်းတို့တွေအထွတ်အမြတ်ဆုံးတန်ဖိုးအကြီးဆုံးဆိုပြီးတော့မျက်မျက်နှုံနှုံပူဇော်ကိုးကွယ်နေတဲ့မြတ်စွာဘုရားရဲ့စကားတွေအကြီးကျယ်ဆုံးသောသူတော်ကောင်းကြီးတစ်ပါးရဲ့စကားလို့ပြောလို့ရတယ်မြတ်စွာဘုရားရဲ့စစ်မှန်တဲ့သူတော်ကောင်းရှိအောင်မလားမရှိတော့ဘူးလူကျင်တာမမောတာမရှိဘူးစိုးရင်တာပူဆွေးတာမရှိဘူးဝမ်းနေတာကြောက်ရွံ့တာမရှိဘူးစိတ်ရဲ့အညစ်အကြေးဘာမှမရှိဘူးဒါကြောင့်ပူဇော်ထုကိုခံလိုက်တယ်တရားလုံးစုံကိုသိတယ်အစရှိသဖြင့်မဆုံးနိုင်သောဂုဏ်တော်ကျေးဇူးတော်တို့နဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဒါကြောင့်ဧကန္တမှန်တဲ့စကားတွေအဲ့ဒီလိုပုဂ္ဂိုလ်ဒူးကြီးရဲ့စကားကိုတရားဓမ္မတို့ဦးဇင်းတို့တွေကနားထောင်ကြရမှာပြောကြရမှာဒါကြောင့်ပေါ့တန်တန်မဖြစ်စေချင်ဘူးနော်ဦးဇင်းကဒီမှာတဏှာကြီးအတွင်းကလေးမှာအလေးအနက်ထားပြီးတော့ပြောမယ်ပေတပေါင်းသူတော်ကောင်းတို့ကလည်းပဲအလေးအနက်ထားပြီးတော့နားထောင်စေခြင်းတယ်ဟုတ်ရဲ့လားပါဝေယကဟထဝိတုတဲ့ပါဝေယကဆိုတာကောသလရှင်ဘုရင်ရဲ့ဆင်ကြီးရဲ့နာမည်နော်တခါယူမိုက်မယ်အဲ့ဒီဆင်ကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကတရားဒေသနာတစ်ပုဒ်ဟောခဲ့တယ်အဲ့ဒါကိုသံဃာယနာတင်ကြတဲ့မထေရမြတ်တွေကပါဝေယကဟထဝိတုဆိုပြီးတော့ခေါင်းစဉ်တက်ခဲ့တယ်ဒါကြောင့်ဦးဇင်းတို့ကလည်းအဲ့ဒါလိုခေါင်းစဉ်တက်လိုက်ရဒေသနာတော်ဖြစ်လာခြင်းရဲ့အကြောင်းလေးကနည်းနည်းစိတ်ဝင်စားတဲ့အကောင်းတယ်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်ကသာဝတိပြည်ကိုအစိုးရတာကဘုရင်ကောသလအဲ့ဒီကောသလမင်းကြီးမှာစစ်ပွဲတိုင်းကိုနိုင်အောင်တိုက်နိုင်တဲ့ဆင်ကြီးတစ်ကောင်ရှိတယ်အဲ့ဒီဆင်ကြီးကနာမည်နဲ့တကွပါဝေယကဆင်ရဲ့နာမည်ကတနေ့တော့ဒီဆင်ကြီးကတနှစ်ပြီးတနှစ်တာဝန်တွေထမ်းဆောင်လာရင်နဲ့အိုမင်းလာဘာမှမလုံးနိုင်တော့ဘူးတိတ်ပြီးတော့အသုံးမကျတော့ဘူးအဲ့ဒီတော့ဘုရင်ကြီးကဒီဆင်ကြီးကိုဘေးမဲ့ပေးထားတယ်ဒီလိုနဲ့ဆင်ကြီးကသွားခြင်းရသွားလာခြင်းရလာစားခြင်းရစားလွတ်လွတ်လပ်လပ်နေရင်းနဲ့ပါဝတိမြို့ရဲ့အရှိတ်ဘက်မှာ
ရေကန်ကြီးတကန်ရှိတယ်အဲ့ဒီရေကန်ထဲမှာကြာတွေလည်းပေါက်တယ်အဲ့ဒီကြာဘူးကြာငုံတွေကြာဆွဲတွေကိုစားဖို့လို့ဆင်းရင်းနဲ့အဲ့ဒီဆင်းကြီးကအဲ့ဒီရေကန်ထဲမှာနစ်နေတာ तू မယုံနိုင်အရွယ်ကလည်းအိုမင်းလာပြီဆိုတော့ तू ဒီနုံတွေက तू လွတ်အောင်မယုံနိုင်နုံတွေကသူ့ဘိုက်ကိုထိနေတယ်အဲ့ဒါ तू လှုပ်လဲလှုပ်လို့မရအဲ့ဒီမှာတယောက်စကားတယောက်တန်းနဲ့ဆင်ဦးစီးကရောက်လာပြီးတော့ဆင်ကြီးကိုအမျိုးမျိုးစူးစမ်းကြည့်တယ်ဘယ်လို့မှစူးစမ်းလို့မရဘူးအဲ့ဒါနဲ့ဆင်ဦးစီးကညံရှိတယ်ညံရှိတော့ဘုရင်တွေသွားပြီးတော့တတော်ဦးတင်တယ်ဘုရင်မင်းတရားဒီဆင်ကြီးလွတ်ဖို့အတွက်ကျွန်တော်မျိုးကြီးအကြံတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဆင်ကြီးဟာတစ်ချိန်လုံးကစစ်ပွဲအမျိုးမျိုးကိုဆင်နွှဲလာတာဒါကြောင့်သူ့ရဲ့တန်တမာရှိတဲ့တက်ကြွစေတတ်တဲ့စစ်စိတ်စစ်သွေးတွေတက်ကြွလာအောင်သူ့ကိုနှိုးဆော်ပေးရမယ်အဲ့ဒီမှာဘာလို့တုံဆိုတော့စစ်ပင်ခရာတွေဟလာစစ်စီတွေစစ်မောင်းတွေရှေ့တုန်းကစစ်နဲ့ပတ်သက်တဲ့အသုံးဆောင်တွေပေါ့နော်အဲ့ဒါတွေကိုတီးတယ်မှုတ်တယ်လူတွေကိုရှေ့ကနေပြီးတော့ညာသံပေးတယ်စစ်ပွဲကြီးတစ်ပွဲဖန်တီးတယ်လို့မျိုးအဲ့ဒါလိုလုပ်တဲ့အခါကျတော့ဆင်ကြီးရဲ့စိတ်ဓာတ်တွေဟာတက်ကြွလာတယ်တက်ကြွလာတော့အဲ့ဒီစိတ်ဓာတ်ရဲ့စွမ်းအားနဲ့ဆင်ကြီးဟာရုန်းကန်လိုက်တာအဲ့ဒီရေကန်ရွှွညွန်တွေကနေပြီးတော့သူလွတ်မြောက်သွားတယ်အဲ့ဒီလိုဆင်ကြီးကိုရွှွညွန်နေတဲ့ကနေထုတ်ဆဲတာကိုဘယ်သူတွေကြည့်နေကြတုံးဆိုတော့ရေကန်ဘေးကနေပြီးတော့ဆုံးခံတဲ့တန်ဃာတော်တွေဆုံးခံပြန်လာရင်းနဲ့ကြည်နေကြတာကြည်နေတော့တန်ဃာတော်တွေရဲ့စိတ်ထဲမှာကြည်စမ်းစိတ်ဓာတ်ဟာအင်မတန်အရေးကြီးတယ်စောစောတုန်းကမယုံနိုင်တဲ့ဆင်ကြီးဟာသူ့ရဲ့စိတ်ဓာတ်ကိုတက်ကြွလာအောင်ဘေးကနေပြီးတော့ကြံဖန်ပေးလိုက်တာနဲ့ဒီဆင်ကြီးကဘာဖြစ်သွားလဲလွတ်သွားတယ်အေးအဲ့ဒါကိုယဟန်တော်တွေကအင်မတန်သဘောကျတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဒီရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသူတို့တွေ့ခဲ့တဲ့အတွေ့အကြုံကိုရှောက်တယ်ရှင်ဘုရားတာမန်အချိန်မှာမယုံနိုင်တဲ့ဇီဆင်ကြီးဟာစိတ်ဓာတ်တွေတက်ကြွလာတာနဲ့စိတ်ရဲ့စမ်းဆောင်မှုကြောင့်သူဟာယုံထွက်သွားနိုင်တယ်ဗျာအဲ့ဒီမှာမြတ်စွာဘုရားကဒေသနာတော်ရာမှာအင်မတန်ကျွမ်းကျင်တာဆိုတော့ဒီတာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ်အပျက်ကလေးတစ်ခုကိုတန်ဖိုးဖြတ်လို့မရတဲ့ဒေသနာတစ်ခုအဖြစ်နဲ့ဖန်တီးပြလိုက်တယ်မြတ်စွာဘုရားကရွှွံ့ဘွက်ထဲကစင်တကောင်ယုံထွက်တာဟာတိတ်ပြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးနော်တခါကြီးမိုင်များအေးဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒီဥပမာအဲ့ဒီအဖြစ်အပျက်ကိုအကြောင်းပြုပြီးတော့တန်ဖိုးဖြတ်လို့မရတဲ့ဒေသနာတစ်ခုမြတ်စွာဘုရားရဲ့နှုတ်တော်ကနေပြီးတော့ရှံကြလာတယ်အဲ့ဒါဒီကနေ့ညတခါကြီးဒီမိုင်များနားထောင်ရမယ်တရားပဲနော်သုံးချက်ပါတယ်အဲ့ဒါကိုမှတ်မိအောင်နားထောင်ရမယ်နော်အပမဒရတဟောထသစိတမနုရခထဒုက္ခဥဒရတဒါနံပင်ကေတံတော်ဝကုံစရောမိုက်ကနည်းနည်းစူးတယ်နော်အပမရတဟောထသစိတမနုရခထဒုက္ခဥဒရတဒါနံပင်ကေတံတော်ဝကုံစရောဘေကဝေပိသလေးပါจิตသားจิตသမီးတို့အပမရတမမေးမလျော၌ပျော်မွေ့ကြကုန်သည်ဟောထဖြစ်ကုန်လောမမေးမလျောမှု၌ပျော်နိုင်ရမယ်နံပါတ်1နောက်တခါကြီးမိုက်မြဘာမှပျော်ရမှာလဲမမေးမလျောမှုမှာပျော်မွေ့ရမယ်အပမရတဟောထသစိတ်တမနုရခထသစိတ်တံမိမိရဲ့စိတ်ကိုအနုရခထအစဉ်ဆောင်စည်းကုန်ရ၏မိမိရဲ့စိတ်ကိုအမြဲတမ်းဆောင်စည်းရမယ်စောင့်ရှောက်ရမယ်ဒါနံပါတ်2မြတ်စွာဘုရားရဲ့တိုက်တွန်းချက်အပမရတဟောတသစိတ်တမနုရခထဒုက္ခဥဒရတဒါနံပင်ကေတံတော်ဝကုံစရောတန်တော်ညွန်မြောင်၌နေ၍နေသောကုံစရောဆင်းမြောင်ကြည်သည်အတ္တနမိမိကိုယ်ကိုဒုက္ခညွန်မြောင်မှဥဒရတိဤဝါထုတ်ဆောင်လီပြီးတကဲ့သို့ဒုံမေတင်จิตသားတို့သည်လေအတ္တနမိမိကိုယ်ကိုဒုက္ခကိလေသာတိဟုသောညွန်မြောင်မှဥဒရထထုတ်နှုတ်ကဲတင်ရ၏ပဂရိရွှွညွန်ကနေဆင်ကြီးဟာယုံထွက်ပြီးတော့လွတ်မြောက်အောင်ကြိုးစားသွားတယ်လို့သင်္ချေသားတို့ဟာလည်းသင်္ချေသားတို့ရဲ့စိတ်ကိုကိလေသာတိဟုသောရွှွံ့ဘွက်ထဲကနေပြီးတော့လွတ်မြောက်အောင်ကြိုးစားသင့်တယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒဒီနေရာမှာဘယ်နှချက်တွေ့ရတယ်လဲ3ချက်တွေ့ရတယ်မမေးမလျောမှုမှာပျော်ရမယ်စကားကိုဦးဇင်းကစစ်စစ်ပေါက်ပေါက်ပြောမှာနော်တခါကြီးဒီမိုင်များတခါကြီးဒီမိုင်တို့ကလည်းစစ်စစ်ပေါက်ပေါက်နားထောင်ရမယ်သိလားမမေးမလျောမှုမှာပျော်ရမယ်
မိမိရဲ့စိတ်ကိုအစဉ်ဆောင်စည်းရမယ်မိမိရဲ့စိတ်ကိုကိလေသာတည်းဟူသောညှဉ်းနှွမ်းမှုရှင်ပွက်တွေကနေပြီးတော့ယုံထွက်နိုင်အောင်ကြိုးစားရမယ်ဆင်ကြီးသည်ပဂတိရွှွညုံကနေယုံထွက်အောင်ကြိုးစားသွားသလိုမျိုးနားလေတယ်နော်အဲ့ဒီ၃ချက်ကိုဦးရင်းတို့နည်းနည်းအကျေချက်ပြီးတော့ပြောပြမယ်နော်တရားယူမိုက်မြအဲ့တော့ပထမခေါင်းစဉ်ကပါလေမမေးမလျောမှုမှာပျော်မွေးရမယ်ဘာမှပျော်ရမှာတော့မမေးမလျောမှုမှာပျော်မွေးရမယ်အဲ့တော့မမေးမလျောရဘူးဆိုတဲ့အပမာဒဆိုတဲ့တရားစကားကိုဒီပိဋကတ်တို့ရဲ့နားထဲမှာမကြာခဏလဲကြားဖို့တဲ့အင်မတန်ရင်းနှီးနေတဲ့စကားတစ်ခွန်းပေါ့နော်အပမာဒနော်အပမာဒဘုရားရဲ့နောက်ဆုံးစကားပိဋကတ်၃ပုံလုံးချုပ်မိတဲ့စကားငုံမိတဲ့စကားဒီပိဋကတ်တရားခဏခဏနားနေတာသိတယ်နော်အပမာဒဆိုတဲ့စကားဒီပိဋကတ်၃ပုံလုံးကိုချုပ်မိတယ်လို့တောင်ကြားဖို့ကြတယ်မို့လားခြေရထဲမှာစင်ခြေရသည်အကြီးဆုံးအဲ့ဒါလိုပဲတရားတွေထဲမှာလည်းအပမာဒတရားသည်အကြီးကျယ်ဆုံးအစရှိသဖြင့်အပမာဒရဲ့ဂုဏ်ကြီးတွေကိုကြားဖို့ကြတယ်မို့လားကြားဖို့လေအဲ့ဒါအဲ့လောက်ကြီးကျယ်တဲ့အပမာဒမမေ့ရဘူးဆိုတာဘာကိုမမေ့ရမှာတော့ဒါလေးကိုစစ်စစ်ပေါက်ပေါက်ထဲထဲဝင်ဝင်လက်တွေ့ကြကြသိစေခြင်းအပမာဒမမေ့ရနှစ်ချက်ပြောမယ်နံပါတ်1ကုသိုလ်မှန်သမျှကိုမမေ့ရဘူးနော်ဒါနကိုလည်းမမေ့နဲ့ဘာကြောင့်လဲကိုယ့်ကိုစောင်းရှောက်ကယ်တင်မဲ့အရာမှုလို့သူ့ကိုမမေ့သင့်မနှမျောရဘူးပေးကမ်းနိုင်ရမယ်တတ်နိုင်သမျှမိမိရဲ့ပမာဏနဲ့ကြည့်ပြီးတော့ပေါ့နော်တခါယူမိုက်များအဲ့ဒါလိုပေးကမ်းစွန့်ကြဲခြင်းဒီတန်တရားတစ်လျှောက်ကိုယ့်ကိုစောင်းရှောက်မယ်နောက်ဆုံးနိဗ္ဗာန်ရအောင်သူလည်းပဲဆောင်ကျဉ်နိုင်တဲ့အစွမ်းတတ္တိရှိတယ်ဒါကြောင့်ကိုယ့်ကိုကောင်းကျိုးချမ်းသာပေးမဲ့အရာမှုလို့သူ့ကိုကမေ့ထားလို့မသင့်ဘူးဒါကြောင့်ဒါနသည်ပထမမမေ့သင့်တဲ့တရားနော်ပြီးရင်သီလကိုမမေ့သင့်ဘူးသီလကိုမေ့ရင်တန်တရားတစ်လျှောက်လုံးဒုက္ခရောက်မယ်ဟုတ်ရဲ့လားပြီးတော့ဘာဝနာတရားကိုမမေ့ရဘူးကုသိုလ်ကိုမမေ့ရင်အပမာဒဖြစ်တယ်ဒါကိုဦးဇင်းတို့အကျဉ်မပြောလို့ဘူးအကျဉ်ပြောချင်တာကဘာလဲဒုတိယမမေ့ရဘူးဆိုတဲ့တရားဒုတိယမမေ့ရဘူးဆိုတာကဘာလဲဆိုတော့သဘာဝတရားကိုမမေ့ရဘူးနော်တရားကြီးမိုက်များဘာကိုမမေ့ရဘူးလဲသဘာဝတရားကိုမမေ့ရဘူးအဲ့ဒီသဘာဝတရားဆိုတာက2မျိုးရှိမြင်သာတဲ့သဘာဝရဲ့မမြင်သာတဲ့သဘာဝရဲ့သဘာဝဘယ်နှမျိုးရှိလဲ2မျိုးရှိတယ်အဓိကကြတာကိုပဲလူရင်းကိုပဲဦးဇင်းတို့တန်းပြောမယ်ဗျာမြင်သာတဲ့သဘာဝဆိုတာဘာကိုပြောတာလဲလို့မေးရင်လူဟာမွေးဖွားလာတယ်နုကလေးနော်အဲ့ဒီကနေတဖြည်းဖြည်းနဲ့ယဉ်လာတယ်ပြီးတော့ခန္ဓာကိုယ်ဟာသိပ်ပြီးတော့ကြည့်လို့မကောင်းအောင်အိုသွားတယ်အိုတယ်ဆိုတာကောင်းသလားမကောင်းဘူးလူတိုင်းမအိုခြင်းဘူးမအိုခြင်းလို့မို့တတ်နိုင်သမျှပြင်ကြတယ်ဆင်ကြတယ်အမျိုးမျိုးအလှကုန်ပစ္စည်းတွေအမျိုးအမည်တောင်မှအကုန်လုံးမပြောနိုင်လောက်အောင်များတယ်မို့လားဒါမြင်လာတဲ့သဘာဝဆိုတာဘာလဲလို့မေးရင်ဒီခန္ဓာကိုယ်ကြီးဟာမွေးဖွားလာတယ်တဖြည်းဖြည်းနဲ့ရင်ရော်လာတယ်အိုမင်းလာတယ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကချို့ယွင်းလာတယ်နာကျင်လာတယ်ကြိုက်ခဲလာတယ်ဦးဇင်းအခုပြောတာတွေထဲမှာစိတ်ကူးရင်စကားပါသလားနာကျင်လာတယ်ကြိုက်ခဲလာတယ်နောက်ဆုံးအိရတဲ့ဘုံလဲမယ်သူများကိုလုံးဝအားကိုးရတဲ့အခြေအနေကိုရောက်မယ်ပြီးရင်မသေးခြင်းပဲနဲ့မစွန့်ခြင်းပဲနဲ့ဒီဘဝဒီခန္ဓာကိုစွန့်သွားရမယ်အဲ့ဒီသဘာဝတရားကြီးဟာမြင်သာတယ်ဟင်တခါကြီးမိုက်မြဒါပဂရိမျက်စိနဲ့မြင်ရတယ်မဟုတ်လားအဲ့ဒီမြင်သာတဲ့သဘာဝကိုမမေ့ရဘူးတရားဆိုတာသိပြီးတော့မြတ်စွာဘုရားကပုထုဇဉ်တွေရဲ့ဉာဏ်နဲ့မမိတဲ့တရားမျိုးကိုမပြောပါဘူးနောက်တခါကြီးဒီမိုက်တို့ဦးဇင်းတို့တရားကသိခက်လို့တရားကိုဒကာဓမ္မတို့ဦးဇင်းတို့သဘောမပေါက်တာမဟုတ်ဘူးအဲ့ဒီသိခက်လို့သဘောမပေါက်တာမဟုတ်ဘူးဘာကြောင့်သဘောမပေါက်တာလဲလို့မေးရင်ဒီတရားကိုသဘောပေါက်အောင်မကြိုးစားလို့သဘောမပေါက်တယ်ဆိုလိုတာကသိခက်လွန်းလို့ဒီပု္ပ္ပာကြီးကိုမတွက်တတ်တာမဟုတ်ဘူးကိုကပြေးလေအောင်မတွက်လို့ကိုဒီပု္ပ္ပာကမပြေးလေတာဒါကိုပြောချင်တာနော်အဲ့တော့ပထမမမေ့ရဘူးဆိုတာပါလေမြင်သာတဲ့သဘာဝကိုမမေ့ရဘူးအဲ့ဒါကိုယ်ခန္ဓာလည်းဒီတိုင်းပဲကိုယ့်ရဲ့မျက်စိရှိမှအကုန်မြင်နေတာပဲကိုယ်အိမ်မှာရင်ကိုပဲအင်မတန်အဖို့တန်တဲ့တရားတွေနော်စီဒီကိုနဲ့ဖွင့်เสียမလို့ဘူးနော်တခါကြီးမိုက်များမဖွင့်ရဘူးလို့ဆိုလိုတာမဟုတ်ဖွင့်တာကောင်းပါတယ်ဆိုလိုတာကအဲ့ဒါတဲ့လေးနဲ့တဲ့တရားတွေကိုယ့်အိမ်မှာရှိနေတယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဟိုမှာအမေအိုဖေအိုတွေရှိတယ်မဟုတ်လားရှိတယ်တိတိကျကျကြည့်ကိုဒီလမ်းကိုရှောင်နေတာတဖြည်းဖြည်းနဲ့ရောက်နေနော်ဒါပေမဲ့လူတွေဟာအဲ့ဒီအခြေအနေမှန်ကြီးကိုရောင်ဝါးဝါးလုပ်ပြီးတော့
မတွေ့မှလိုမဖြစ်တော့မှလိုကိုနဲ့မဆိုင်တယ်လို့မျိုးတဏှာရာကိုပို့ထားလိုက်ခြင်းအဲ့ဒါကြီးတကယ်ရောက်လာပြီဆိုတော့ဘယ်လိုမှအဆင်မပြေတော့ဟုတ်လားတကယ်ကြီးမိုက်များဒါကြောင့်မြင်သာတဲ့သဘာဝကိုမမေ့ရဘူးဦးဇင်းတို့မြတ်စွာဘုရားကဒီမြင်သာတဲ့သဘာဝသည်ဒေဝဒုဒနတ္တမံလို့တောင်ဟောတယ်။မာတဲ့တော့နတ်တမန်နဲ့နတ်တွေကလူတွေကိုသူတော်ကောင်းစိတ်ဖြစ်အောင်ပို့ထားတဲ့တမန်တွေနဲ့တူတယ်လို့တင်စားပြီးတော့ပြောတာဆိုလိုတာကငါခန္ဓာကိုယ်ကြီးကအိုးလာမယ်နားလာမယ်သေးလာမယ်တဖြည်းဖြည်းနဲ့အသုံးမကျဖြစ်ပြီးနောက်ဆုံးပျက်စီးသွားမယ်အဲ့ဒါတွေကိုမြင်တဲ့အခါမျိုးစဉ်းစားမိတဲ့အခါမျိုးမှာကောင်းတာကိုလှုပ်ချင်တဲ့စိတ်သည်အလိုလိုစိတ်ကနေပြီးတော့ယိုစီးလာတယ်နော်တခါကြီးမိုက်များမကောင်းတာကိုမလှုပ်ချင်တဲ့စိတ်မကောင်းတာကိုကဲ့ရဲ့ရှုံချတဲ့စိတ်သည်ဒီမြင်လာတဲ့သဘာဝကိုအဖန်ဖန်ထက်ထက်စဉ်းစားလိုက်တာနဲ့အလိုလိုကိုဖြစ်တယ်ဒါဥစဉ်တို့စာပေလွတ်ပြီးတော့ပြောနေတာမဟုတ်ပါဘူးเนาะတခါကြီးမိုက်များဒီမြင်လာတဲ့သဘာဝကိုစဉ်းစားကိုကစဉ်းစားရင်ကုသိုလ်ကိုမြင်လို့တဲ့စိတ်အလိုလိုဖြစ်တယ်အကုသိုလ်ကိုရှုံချတဲ့စိတ်အကုသိုလ်ကိုဆက်ဆုပ်တဲ့စိတ်အလိုလိုကိုဖြစ်တယ်เนาะအဲ့ဒီလိုနီးနဲ့လူဟာတခါလေကိုယ့်ကိုထိန်းပြီးတော့မြင်လာတဲ့သဘာဝကိုကြည့်သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးနိဗ္ဗာန်တောင်ရနိုင်ဦးဇင်းတို့ဗိဏတုံမှာမြတ်စွာဘုရားကအိုခြင်းနာခြင်းသေခြင်းချစ်တော်သူခင်တော်သူတို့နဲ့ကြွေကွင်းခြင်းမိမိရဲ့ကံသာလျင်မိမိပိုင်တယ်ဆိုတဲ့ဒီ၅ချက်ကိုစဉ်းစားရင်မန်နေကြပြီးတော့နောက်ဆုံးကိလေသာတွေဟာပါသွားမယ်နောက်ဆုံးအဲ့ဒါကိုကျင့်ဖန်များစွာကြိုးစားလို့ရှိရင်မဲ့ညံဖူညံတောင်ရမယ်လို့ပြောထားနောက်တခါကြီးမိုက်မြဒါကြောင့်ဒီမြင်သာတဲ့သဘာဝတရားတွေကိုကိုယ်ခေါင်းထဲမှာအမြဲတမ်းထည့်ထားတဲ့နဲ့အဲ့ဒါကိုမေ့မပြစ်တဲ့အမြဲတမ်းနားလည်ထားတဲ့နဲ့အမြဲတမ်းစဉ်းစားနေတဲ့နဲ့အတိမတ်ပြုရမယ်ဆိုလို့လားလက်ခံရမှာနော်တခါကြီးမိုက်မြလက်ခံရမယ်ဆိုတော့စိတ်သက်ကြရမယ်ပြောတာမဟုတ်ဘူးကိုယ်ဒီအိုရမယ်နာရမယ်သေရမယ်ဒါကိုနားလည်ထားရမယ်တစ်ဖြည်းဖြည်းနဲ့ဒီလမ်းကိုရှောက်နေတယ်လို့သိရမယ်အဲ့ဒါကိုသိလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ဟာအင်မတန်ဖြောင့်နေဒါကလက်တွေ့စဉ်းစားကြည့်ရင်သိနိုင်တယ်တခါကြီးမိုက်မြအဲ့ဒီမှာမြင်သာတဲ့သဘာဝကိုစဉ်းစားတော့ဘလို့အကျိုးတွေဆက်ရနိုင်တော့ဆိုတော့မမြင်သာတဲ့သဘာဝကိုပါသိလာတယ်ဒါလေးကိုနည်းနည်းလေးနဲ့ပါတယ်ဦးဇင်းတို့နည်းနည်းကြိုးစားပြီးတော့ပြောကြည့်မယ်မြင်သာတဲ့သဘာဝကိုခဏခဏစဉ်းစားရင်မမြင်သာတဲ့သဘာဝကိုပါနည်းနည်းသဘောပေါက်လာမမြင်သာတဲ့သဘာဝဆိုတာဘာလဲတချို့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေပြောကြတာကြားဘူးလိမ့်မယ်သူတော်ကောင်းကြီးတွေပြောတာကိုကြားဘူးလိမ့်မယ်ဒီခန္ဓာကိုယ်ဟာစီမီတောက်လေးထွန်းထားသလိုမြည်ရည်အရင်စီးဆင်းနေသလိုအမြဲတမ်းပြောင်းလဲနေတယ်တစ်ခုပြီးတစ်ခုဖြစ်နေတယ်တစ်ခုစားထိုးလာတယ်ရှေ့ဟာပြက်သွားတယ်အမြဲတမ်းဖြစ်ပြီးတော့ပြက်နေတာပဲလို့ဒီစကားတွေကြားဘူးတယ်မဟုတ်လားအဲ့ဒါတချို့ပုဂ္ဂိုလ်တွေကိုယ်တိုင်လုံးမကြည့်တော့အဲ့ဒါကိုတကယ်သိသလားလို့မေးရင်မသိဘူးတာမန်ဉာဏ်နဲ့အဲ့ဒီအခြေအနေမျိုးကိုမြင်နိုင်သလားမမြင်နိုင်ဘူးနော်ပျက်စီးသွားတယ်ဆိုကြတော့အသားဖြူတဲ့လူကလည်းအမြဲတမ်းဖြူနေတယ်ဘယ်နာပြက်သွားတာလို့ဘလို့ပြက်တာလဲပြက်တယ်ဆိုတာကိုမျက်စိနဲ့ပဂရိမျက်စိနဲ့မြင်လို့ရသလားမရဘူးဉာဏ်နဲ့မှမြင်လို့ရတယ်အဲ့ဒီဉာဏ်နဲ့ကလည်းပဲနည်းနည်းလေးလေ့ကျင့်ပြီးတော့ပင်ကိုဉာဏ်လေးကလည်းပါမယ်ကြိုးစားမယ်အားထုတ်မယ်အဲ့ဒါလိုမျိုးလေးပေါင်းဆက်လိုက်မှဒီဖြစ်ချင်းပြက်ချင်းသဘောတရားကိုမြင်လာတာဆိုလိုတာကဒီဖြစ်ချင်းပြက်ချင်းဆိုတာမမြင်သာတဲ့သဘာဝတရားသို့တော့တကယ်တော့ရှိတယ်နော်တကယ်ဖြစ်နေတယ်နော်တကယ်ဒီမိုက်မြအဲ့ဒီမမြင်သာတဲ့သဘာဝကိုမြင်သာတဲ့သဘာဝကိုကြည့်လိုက်လို့ရှိရင်တဖြည်းဖြည်းနဲ့နားလည်လာတယ်ဒါကြောင့်အဲ့ဒီလိုမမေ့ရဘူးဆိုတာပထမမိမိနားလည်လွယ်တဲ့မိမိမျက်စိရှိရင်ဖြစ်နေတဲ့အရာတွေကိုသာကြိမ်ဖန်များစွာစဉ်းစားကိုယ့်ရဲ့စိတ်တွေမတိမတာဆုံးဖြတ်ချက်တွေမှန်မှန်လာတာကိုတွေ့ရလိမ့်နော်အဲ့ဒါကိုတခါကြီးဒီမိုက်တို့ဦးဇင်းတို့မေ့ထားမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဆိုးသွားနိုင်တယ်လဲဦးဇင်းဂါထာလေးတစ်ပုဒ်ရွတ်ပြမယ်သောတိဓာဒေဝံဒုတိဟိယေပမိဇန္တိမာနဝံတေတိကရတ္တသောစန္တိဟိနကာယုပကနရာယေနရာချင်းလူယောနပတ္တဝါတို့သည်သောတိဓာဒေဝဒုတိဟိဒေဝဒုတိဟိနတ္တမံတို့သည်သောတိဓာတိုက်တွန်းနှိုးစောအပ်သည်ဖြစ်ပါလျက်ပမိဇန္တိမေ့လျော့၍နေကြကုန်၏ဝါမစင်စားမိ။အိုခြင်းတရားနာခြင်းတရားသိခြင်းတရားတွေမိမိမျက်မှောက်ရှိမှတွေ့နေတယ်။အဲ့ဒါကိုခေါင်းထဲကိုမထည့်မိဘူး။အဲ့ဒီလိုဆိုရင်ဘာဖြစ်မလဲတေရိကရတ္တသောစန္တိဟိနကာယုပကနရာဟိနကာယုပကယုံညံ့တဲ့ခန္ဓာကိုယ်တွေကိုရပြီးတော့ဒီကရတ္တရှီလျံလာစွာသောညနေတို့ကာလပတ်လုံးသောစန္တိပူပန်ကြရကုန်၏ယုံညံ့တဲ့ခန္ဓာတွေကိုရပြီးတော့အကြာကြီးပူရလိမ့်မယ်တဲ့
ဒီအိုခြင်းနာခြင်းသေခြင်းကိုခေါင်းထဲမထည့်မိတဲ့လူတွေဟာဒါတွေကိုမထည့်မိလို့လူတွေဟာမဟုတ်တာတွေကိုလုံးမိကြတာတချို့အသိရှိပေမဲ့လို့မေးပြီးတော့နေကြတာနော်မသေးတော့မလို့လို့မအိုတော့မလို့လို့မနာတော့မလို့လို့နေကြတာကျွတ်သိပ်ပြီးတော့ပြင်းထန်တဲ့မကောင်းမှုတွေကိုလုပ်တယ်ဆိုတဲ့လူတွေဒီလိုအိုခြင်းနာခြင်းသေခြင်းတွေသူတို့ကောင်းတဲ့လုံးဝမရှိဘူးသူတို့အခိုင်အမာထင်ပြီးတော့ထာဝရထင်ပြီးတော့ဒီလိုပဲကြိုးစားပြီးတော့နေကြတာဟုတ်လားတခါယူမိုက်မြဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာတော်ကိုလေးလေးနက်နက်သဘောပေါက်တဲ့နေမြတ်စွာဘုရားကအိုခြင်းနာခြင်းသေခြင်းကိုမေ့ထားရင်ယုံညံ့တဲ့ခန္ဓာတွေကိုရပြီးတော့အကြာကြီးဆင်းရဲရမယ်တဲ့ဖြက်လန်းကနေတခါတည်းပြောချလိုက်တာဆိုလိုတာကဒါတွေကိုမေ့ထားရင်လူတွေဟာသိပ်ပြီးတော့ယုံညံ့တဲ့စိတ်တွေဖြစ်လာလိမ့်မယ်ယုံညံ့တဲ့စိတ်တွေဖြစ်လာရင်ယုံညံ့တဲ့ကံတွေအလုပ်တွေကိုလုပ်ပြီးတော့ယုံညံ့တဲ့ခန္ဓာကိုယ်ကိုရမယ်လို့ပြောတာဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေမေ့သင့်ပါသလားမမေ့သင့်ဘူးနံပါတ်1ကုသိုလ်ကိုမမေ့သင့်ဘူးဘာကြောင့်လဲကိုဟာကုသိုလ်ကြောင့်လူဖြစ်လာတာကုသိုလ်ကိုမေ့ရင်ကုသိုလ်ကကိုယ့်ကိုမေ့ပြီးတော့အဲ့ဒါတနေ့ဒုက္ခရောက်မေးတယ်ဘာကြောင့်လဲကိုယ့်ကိုကောင်းအောင်လုပ်မဲ့အရာတွေကုသိုလ်တစ်ခုပဲရှိနော်တခါကြီးမိုက်မြဒါကြောင့်နံပါတ်1ဘာကိုမမေ့ရဘူးလဲကုသိုလ်ကိုမမေ့ရဘူးနံပါတ်2ဘာကိုမမေ့ရဘူးလဲသဘာဝတရားကိုမမေ့ရဘူးအဲ့ဒီသဘာဝမှာလဲဥစဉ်ဘယ်နှမျိုးပြောသွားလဲမြင်သာတဲ့သဘာဝရဲ့မမြင်သာတဲ့သဘာဝရဲ့မြင်သာတဲ့သဘာဝဆိုတာကိုယ်ပဂရိမျက်စိနဲ့မြင်ရတဲ့အခြေအနေဘာမှနားမလည်စရာမရှိဘူးနော်တခါကြီးမိုက်မြအဲ့ဒါကိုများစွာကြိုးစားလို့ရှိရင်မမြင်သာတဲ့သဘာဝကိုပါတဖြည်းဖြည်းနဲ့သဘောပေါက်လာမယ်အနေဆသေညာပရိစ္ဆယကသေတာသတ္တုပဋိဋ္ဌတိမရဏလုတ္တိကမ္မထံသေခြင်းကိုအဖန်ဖန်စဉ်းစားလို့ရှိရင်အကျိုးတရား17မျိုးရနိုင်တယ်အဲ့ဒီ17မျိုးကိုပြောလို့ရှိရင်နောက်တရားကိုမဟောရဘဲနဲ့အချိန်ကုန်သွားမှာဆိုလို့ဦးသိန်းကသိလားအနေဆသေညာပရိစ္ဆယကမမြင်ဘူးဆိုတဲ့အမှတ်တင်ညာသည်အလိုလိုစိတ်ထဲမှာထင်တယ်ဒါကျမ်းကအထောက်ကလေးဦးစင်းကပြောပြတာသိလားသိခြင်းကိုအဖန်ဖန်အမှတ်ရလို့ရှိရင်ဒီခန္ဓာကိုဒလဇက်ပြက်နေတယ်ဆိုတဲ့အနိစ္စတင်ညာသည်အလိုလိုကိုနောက်ပိုင်းကျတော့စိတ်ထဲကိုရောက်လာမယ်တဲ့အားရစရာမကောင်းဘူးလားအားရစရာကောင်းတယ်ဒါကြောင့်ဦးစင်းတို့တရားကိုလေးလေးနက်နက်ပြောပါတယ်ပထမမြတ်စွာဘုရားဖြစ်စေခြင်းသာဒီပါလေမမေးပါနဲ့မမေ့ပါနဲ့လို့ရိုးရိုးပြောတာမဟုတ်ဘူးမမေ့မလျော့မှု၌ပျော်မွေ့နိုင်ပါစေတဲ့မမေ့တာကိုကိုကအမြဲတမ်းကြိုးစားနေလို့ရှိရင်မမေ့ခြင်းရဲ့အရသာယတ္တဆိုတာစိတ်ထဲမှာပေါ်လာတယ်အဲ့ဒီအရသာပေါ်အောင်အားထုတ်မှပျော်ခြင်းဆိုတာကဖြစ်တယ်ခုတက္ကမတို့ဦးဇင်းတို့တွေမမေ့လျော့မှုမှာသိပြီးတော့မပျော်နိုင်ဘူးတခြားဘက်မှာပျော်တဲ့ဘက်ကရောက်သွားတယ်ဆိုတာဒီမမေ့မလျော့နေခြင်းရဲ့ယတ္တကိုကတွေ့အောင်အရသာထွက်အောင်မလုံနိုင်သေးလို့ဒီနေရာမှာမပျော်သေးတာဟုတ်လားအဲ့ဒါဟုတ်လားဟုတ်တယ်အဲ့ဒီလိုအရသာထွက်အောင်လုံနိုင်ရင်သူ့ရဲ့အရသာကိုသိသွားတဲ့အခါမှာသူနဲ့ပျော်တယ်ဆိုတာမျိုးဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာလို့ရှင်ဘာဖြစ်မလို့နည်းနည်းလေးဆက်ပြောမယ်ပမာဒမပမာဒိနယရာနုတတိပန္တိတောပညာပါတာရမာရုရှအတောကသောကိနေပဇံပပတထောဝဘုမတေတိရောပါဠိအဝေခတိပန္တိတောကြောင်းကျိုးမြင့်သည့်ပညာရှိသည့်ပမာဒမေ့လျောခြင်းကိုအပမာဒေနမမေ့လျောခြင်းဖြင့်ယထာအကျဉ်ခါ၌အနုတတိအစာထိုး၏ဉာဏ်ကြီးတဲ့လူဟာတဲ့မေ့လျောနေတဲ့နေရာမှာမမေ့မလျောခြင်းနဲ့အစာထိုးလိုက်တယ်တဲ့ပြောပုံကလေးအင်မတန်လှတယ်နော်တခါကြီးမိုက်မြခင်ဗျားတို့ကျတို့အမြဲတမ်းလိုမေ့နေတာအဲ့ဒီနေရာမှာဉာဏ်ရှိတဲ့လူကဘာကိုအစာထိုးလိုက်တာလဲမမေ့မလျောခြင်းကိုအစာထိုးလိုက်တယ်တဲ့အဲ့ဒီလိုအစားထိုးတော့ဘာဖြစ်တုံပညာပါတာဒမာရုံရှပညာပါတာဒဉာဏ်ပညာတည်းဟူသောပြတ်တတ်သောအာရုံရှတက်၍အသောကဆိုရင်ငြင်းကင်းသည်ဖြစ်၍သောကိနှင့်ဆိုရင်နေတဲ့ပဇံတတ္တဝါပေါင်းကိုအဝက္ခတိကြည်ရှု၏မမေ့မလျော့မှုနဲ့အစားထိုးလိုက်တော့ပညာပြတ်တတ်ကြီးသည်ကိုသူရောက်သွားတယ်တဲ့ဆိုလိုတာကဉာဏ်တွေသူ့မှာအဆင့်မြင့်သွားတယ်တဲ့နော်အဲ့ဒီလိုဉာဏ်တွေအဆင့်မြင့်သွားတော့ဉာဏ်ရှိတဲ့လူဟာအမှားနဲတယ်အမှားနဲရင်ဆင်းရဲနေတာပဲစိုးရင်တွေကနေတာပဲဟုတ်လားအဲ့ဒီမှာသောကတွေနဲပြီးတော့ဉာဏ်မရှိလို့အမှားတွေဒလကြမ်းနဲ့စိုးရိမ်မှုတွေဒလကြမ်းဖြစ်နေတဲ့လူတွေကိုအဲ့ဒီပညာပြတ်တတ်ပေါ်ကနေပြီးတော့မမေ့တဲ့လူကစိုးရိမ်မှုကင်းပြီးတော့စိုးရိမ်မှုရှိနေတဲ့လူတွေကိုကြည်နေတယ်တဲ့အဲ့ဒါဒကာဓမ္မတို့ဦးဇင်းတို့တွေကအကြည့်ခံရတဲ့လူလားကြည်နေတဲ့လူလားဆိုတာခွက်ကိုဆုံးဖြတ်ရမယ်သိလားမမေ့လျော့တဲ့လူဟာဉာဏ်ပညာပြတ်တတ်ကြီးပေါ်ကိုရောက်သွားတယ်ရောက်သွားပြီးတော့စိုးရင်ရင်ကင်းပြီးတော့စိုးရင်နေတဲ့လူကိုကြည်တယ်။ဘာနဲ့တူတုံးဆိုတော့ပပတ္တထောဝဘုမ္မတ္တိ
တောင်ထိပ်မှာရောက်နေတဲ့လူသည်မြေပြင်မှာရှိတဲ့လူကိုကြည်နေသလိုမျိုးပဲတဲ့မမေ့မလျော့တဲ့လူဟာဉာဏ်ကြီးပြီးတော့အဆင့်မြင့်တဲ့အတွက်ကြောင့်အမြင်ကျယ်တယ်ဟုတ်လားတရားဓမ္မတို့နော်ဦးဇင်းတို့မေ့နေတဲ့လူတွေကြတော့အချင်းချင်းကပ်ပြီးတော့မြင်ရတယ်ဟိုးခလန်းလန်းဆိုဘာမှမမြင်ရတော့ဉာဏ်ရှိတဲ့လူဟာတောင်ထိပ်ပေါ်မှာရောက်နေတယ်ဒါကြောင့်သူ့ရဲ့မြင်ကွင်းဟာအင်မတန်ကျယ်တယ်အဲ့ဒီလိုအခြေအနေမျိုးရအောင်တရားဓမ္မတို့ဦးဇင်းတို့ဘယ်အရင်ဒီကိုပေးရမှာလဲမမေ့မလျော့ခြင်းဆိုတဲ့အရင်ဒီကိုပေးရမယ်အဲ့တော့မမေ့တဲ့အကြောင်းကိုပြောနေရင်တရားကဆုံးမှာမဟုတ်ဘူးနော်အဲ့တော့မမေ့တဲ့အကြောင်းကိုဒီလောက်ပဲပြောမယ်မမေ့မလျော့မှု၌ပျော်မွေးနိုင်ရမယ်ပထမတစ်ချက်ပြီးကြစို့နော်တခါယူမိုက်များအေးဒုတိယချက်ကဘာတဲ့တော့သာစိတ်တံမိမိရဲ့စိတ်ကိုအနုရခတအစဉ်ဆောင်စည်းရ၏ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းစောင့်ရှောက်နိုင်ရမယ်စိတ်ဟာအင်မတန်အချက်ချာကြလို့မြတ်စွာဘုရားကစောင့်ရှောက်ခိုင်းတာနော်အိမ်တစ်လုံးမှာဘာဒီအချက်ချာကြတုံးဆိုရင်အမိုးဒီအချက်ချာအကြဆုံးအဲ့ဒီအမိုးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အကာဒီလည်းပဲမိုးရေနဲ့ဆွတ်ဆွတ်မယ်အခင်းဒီလည်းပဲမိုးရေနဲ့ဆွတ်ဆွတ်မယ်မိုးရေတွေဆွတ်ဆွတ်ပြီးရင်အဲ့ဒီအကာတွေအခင်းတွေအိမ်တစ်လုံးလုံးဒီဆွေးသွားမယ်ပြီးရင်ပျက်စီးသွားဒီခန္ဓာကိုယ်ဒီဥသောအိမ်ကြီးမှာလဲစိတ်ဒီအမိုးပဲတဲ့အဲ့ဒီစိတ်ကိုကောင်းကောင်းလုံခြုံအောင်မဆောင်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံဝစီကံမနောကံကံသုံးပါးသည်ကိလေသာတွေဥသောမိုးရေနဲ့ဆိုတယ်လို့ဆိုတယ်အဲ့ဒီကိလေသာတွေဥသောလောဘဒေါသမိုးရေတွေစွတ်ပါများလာလို့ရှိရင်မှားယွင်းမှုဒုစရိုက်တရားနဲ့ပုတ်ဆွေးသွားတယ်လို့ဆိုတယ်ပုတ်ဆွေးပါများလို့ရှိရင်ဒီခန္ဓာကိုယ်သည်ပုတ်ဆွေးတာတွေနဲ့တိဆောက်သွားတဲ့အတွက်ကြောင့်မကြခင်မှာပဲဖယိုဖယဲပျက်စီးသွားမယ်ဆိုလိုတာကကောင်းတဲ့ဘဝကလေးကနေရွှေလျောသွားမယ်နားလည်လားတော့စိတ်ဟာအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ဦးဇင်းတို့အင်မတန်ကောင်းတဲ့ဖောင်ပုတ်ကလေးတစ်ခုရှိအပင်လေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီအင်မတန်ကောင်းတယ်ဒါလေးထဲမှာခြုံမိတယ်ငုံမိတယ်ဒါမျိုးလေးတွေကိုအပြင်းပြေရွတ်နေရရင်တော်တော်ကောင်းမယ်ဒါကဦးဇင်းကပေါ့ပေါ့လေးပြောတာနော်ဒါထဲမှာတတိထားနေရတယ်အများကြီးပါလာတယ်နော်အပင်လေးပါစိတ်ကြောင့်သွားသည်အပင်လေးပုံမှာဒုက္ခရောက်နေတဲ့လူတွေဟာစိတ်ကိုမထိန်နိုင်ရာကနေတဆင့်မှားယွင်းမှုတွေကနေတဆင့်ဒုက္ခတွေဒီကိုသူတို့ရောက်သွားတာဒီပိဋကကိုအကျယ်ချဲ့ပြစရာမလိုဘူးနော်အေးအပင်လေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်နိဗ္ဗာန်ရောက်အောင်ကြိုးစားသွားနိုင်တဲ့လူတွေဟာဘာမှမဟုတ်ဘူးသူတို့ရဲ့စိတ်ကိုသူတို့နိုင်ပြီးတော့ချုပ်တီးနိုင်ပြီးတော့ကြိုးစားသွားကြလို့နိဗ္ဗာန်ကိုရောက်သွားတာခုတက္ကသမားတို့ဦးဇင်းတို့တွေအခုချိန်ထိငုတ်တုတ်ဒီတိုင်းနိဗ္ဗာန်ရဲ့ရတာကိုဘာမှမသိသေးဘူးဆိုတာကိုယ့်ရဲ့စိတ်ကိုကိုနိုင်နှင်းအောင်မထိန်ချုပ်နိုင်သေးလို့အဲ့ဒီအကျိုးတရားကိုမရသေးတာဟုတ်လားအဲ့ဒါဟုတ်လားမှန်ပါဗျာနိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုလွတ်ထားရင်ဆင်းရဲမေးတယ်ဒါအင်မတန်ရှင်းတယ်အခုပြစ္ဆုတ်ပံမသေးခင်မှာကိုပဲစိတ်ရဲ့အလိုကိုလိုက်ကြတဲ့ပုံကိုယ်တွေအမျိုးမျိုးဒုက္ခရောက်တာလူတိုင်းသိနိုင်လိမ့်မယ်နော်မူရစေဝါနဲ့ဒုက္ခရောက်တဲ့လူတွေဟုတ်လားအိမ်တော်ရေးဖောက်ပြန်မှုနဲ့ဒုက္ခရောက်တဲ့လူတွေအရက်သေးတာနဲ့ဒုက္ခရောက်တဲ့လူတွေဒကာကြီးဒီမိုင်းမြအဲ့ဒါစိတ်ကိုမနိုင်လို့သူတို့ဒုက္ခရောက်တာမဟုတ်လားအေးသူတို့ဂုဏ်သိက္ခာတွေဟာအမျိုးမျိုးရှော့ကျသွားတယ်ဘဝမှာရုပ်ပြက်ဆင်းပြက်ထိုးကျသွားတာဟာပထမဘာကိုမနိုင်လို့အဲ့ဒါလိုဖြစ်သွားတာလေအေးစိတ်ကိုသူတို့မထိန်နိုင်လို့အဲ့ဒါလိုဖြစ်သွားတာဟုတ်ရဲ့လားအရေးမကြီးဘူးလားအရေးကြီးတယ်အေးအဲ့ဒါလိုပဲအပယ်ဆင်းရဲတန်တရားဆင်းရဲတွေဟာလေစိတ်ကိုမနိုင်ရန်ကနေလာတာဟုတ်ရဲ့လားစိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီဒီစိတ်ကိုထိန်နိုင်ရင်တော့နောက်ဆုံးအေးချမ်းတဲ့ အထွတ်အထိပ်နိဗ္ဗာန်ကိုတောင်ရမယ်တဲ့ဒါကြောင့်မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်မှာစေတံဘိက္ခဝေအာတန္တအာဂုတ္တအာရခိတအာတဝုဒ္ဓမဟာတောအနတ္တယသံဝတ္တိဘိက္ခဝေယဟန်တို့အာတန္တမယင်ကြည်သောအာဂုတ္တမဆောင်ရှောက်အပ်သောအာရခိတမဆောင်စည်းအပ်သောစိတ်တံစိတ်သည်မဟာတောကြီးကျယ်စွာသောအနတ္တယအကျိုးမဲ့ဖြစ်ခြင်းကသံဝတ္တိဖြစ်၏စိတ်ကိုယ်သာပြစ်ထားမယ်စိတ်တွေကရိုင်းရိုင်းဆိုင်ဆိုင်နေလဲနေပါစေဆိုပြီးတော့ပြစ်ထားမယ်ဆိုရင်စိတ်ကိုယ်သာမဆောင်ရှောက်ဘူးဆိုရင်ဒီတတ္တဝါဟာကြီးကျယ်တဲ့အကျိုးမဲ့တွေဖြစ်မယ်တဲ့ဟုတ်လားတခါယူမိုက်များဒါကြောင့်ဦးဇင်းတို့ဂေါသိင်္ဂသုတ်တံမှာသာသနာတော်ကြီးဒီအင်ဂျင်တော်ကြီးနဲ့တူတယ်ဆိုပြီးတော့ပေးတဲ့တော့နာကြားကောင်းနာကြားဘူးပါလိမ့်မယ်အင်ဂျင်တော်ကြီးနဲ့တူတဲ့ဒီသာသနာတော်ကြီးကိုလှပခြင်းလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ရ
ဟန္တာမထေမြတ်ကြီးတွေအသီးသီးကိုယ့်ရဲ့အမြင်တွေကိုပြောကြတာရှိအဲ့ဒီမှာဦးဇင်းတို့ရှင်သာရိပုတ္တရာကိုလိုမြတ်ကြီးပြောတဲ့စကားလေးဦးဇင်းကအင်မတန်ကြိုက်တယ်သာသနာတော်ကြီးဟာအင်ဂျင်တော်ကြီးနဲ့တူတယ်တဲ့အဲ့ဒီအင်ဂျင်တော်ကြီးဟာအင်ဂျင်ပန်းနေပါတွေနဲ့ဝေဝေဆာဆာမှုမွေးပြန့်ပြန့်ตาယာလှပနေသလိုမျိုးသာသနာတော်ကြီးတကယ်တိုးတက်စီကားပြီးတော့တကယ်ကောင်းစေခြင်းတယ်ဆိုလို့ရှိရင်လူတွေဟာဘလို့ဖြစ်တဲ့လဲဆိုတော့မိမိကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလင်မိမိရဲ့အလိုကိုလိုက်စေနိုင်သောသူသည်သာသနာတော်ကြီးတည်းဟုသောအင်ဂျင်တော်ကြီးကိုตาယာလှပစေတဲ့သူလို့ဒီလိုပြောတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောခြင်းတဲ့စကားတွေကအကျယ်ကြီးဟိုတချို့သာသနာကိုကောင်းစေခြင်းနဲ့သာသနာပြုခြင်းနဲ့ရှိတယ်နော်ဒီကကြီးမိုက်မြတ်သာသနာကိုချစ်မြတ်နိုးလွန်းလို့သာသနာကြီးစီကားစေခြင်းနဲ့ဒီစေတနာတွေတချို့ရှိတယ်မို့လားအဲ့ဒါဆိုဒါအဖြေကလေးပဲနော်သာသနာကိုစီကားစေခြင်းနဲ့ဆိုရင်ဘာလို့ရမှာလဲကိုကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုကိုလိုက်စေနိုင်အောင်ကြိုးစားရမယ်သူများကိုအဲ့ဒါလိုသွားလုပ်လို့ရသလားမရဘူးဒါကြောင့်သာသနာပြုတယ်သာသနာကောင်းစေခြင်းတယ်ဆိုတာကိုကအရင်ကောင်းမှကောင်းလို့ဖြစ်တဲ့အရာမျိုးနော်ဒီကကြီးမိုက်မြတ်နှာခေါင်းထိရအောင်ရှုံ့ပွက်တဲ့နစ်နေတဲ့လူဟာနှာခေါင်းထိရအောင်ရှုံ့ပွက်တဲ့နစ်နေတဲ့လူကိုဆဲတင်နိုင်တယ်ဆိုတာဒါထုံးစံမရှိဘူးနော်သောဝတ္တဇုနာအတ္တနာပလိပပလိပန္နံပရိပလံပရိပပလိပန္နောဥဒ္ဒရိတတိနေတံဌာနဝိဇ္ဇတိတန်လေခသုတ်တံမှာမြတ်စွာဘုရားဥပမာပေးတယ်ရှုံ့ပွက်တဲ့နစ်နေတဲ့လူသည်ရှုံ့ပွက်တဲ့နစ်နေတဲ့လူကိုလုံးဝဆယ်လို့မရဆယ်ခြင်းနဲ့ဆိုရင်ကိုယ်တိုင်အရင်ကုန်းပေါ်ရအောင်လုပ်ပြီးမှအဲ့ဒီလူရဲ့လက်ကိုဆွဲပြီးတော့တင်ရနော်ဘာကအရင်ဘာကနောက်ဖြစ်နေတယ်လဲဆိုတာပေးတဲ့တို့ဉာဏ်ရှိတယ်ကိုယ့်ဟာကိုယ်စဉ်းစားကြည့်ဟုတ်လားအဲ့တော့စိတ်ကိုစောင့်စည်းရမယ့်ကိစ္စဘလောက်အရေးကြီးတယ်လဲဆိုတာလေးကိုခေါင်းထဲပေါ်လာလို့ဦးဇင်းကပြောလိုက်တာဒီစကားလေးမျိုးကိုမှတ်သွားစေခြင်းနဲ့နော်ရှင်သာရိပုတ္တရာပြောတယ်ကိုကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုကိုလိုက်စေနိုင်မယ်ဆိုရင်သာသနာတော်ကိုလှပအောင်လုပ်ရရောက်ပါပြီလို့နားလည်ရဟုတ်ရဲ့လားဒါကြောင့်မိမိရဲ့စိတ်ကိုစောင့်စည်းနိုင်ခြင်းသည်ချမ်းသာကြောင်းပဲဒါကြောင့်မြတ်စွာဘုရားကစိတ်ကိုစောင့်ရှောက်ရမယ်ဒီလိုပြောတယ်စိတ်ကိုမစောင့်စည်းနိုင်ဘူးမထိန်းနိုင်ဘူးမသိမ်းနိုင်ဘူးဆိုရင်ပြစ္ဆုတ်ပံမှာလည်းပဲဝမ်းနည်းစရာတွေပူဆွေးစရာတွေစိတ်ပြက်စရာတွေနောင်တတွေဒါတွေအများကြီးဖြစ်လာတယ်ဟိုဒီနေ့ကဦးဇင်းမဟာကြီးဆိုတော်ဘုရားကြီးရဲ့အရိယဝါဒတရားတော်ကိုကြည့်တယ်အဲ့ဒီမှာဘာတွေ့တော့ဆိုတော့ဦးဇင်းတို့လွန်ခဲ့တဲ့1962ခုနှစ်ကသတင်းစာကလေးကိုဆရာတော်ကြီးကပြောပြဦးဇင်းတို့ပသိမ်ကြီးမြို့နယ်မှာတဟတ်တော်ရွာဆိုတာရှိအဲ့ဒီတဟတ်တော်ရွာမှာတကာကြီးဦးအေးတဲ့သမီး2ယောက်ရှိတယ်သမီးအငယ်လေးက12နှစ်သမီးမတ်ကြီးတဲ့တိကျအောင်နာမည်နဲ့ပြောတယ်နော်အေးအမားဖြစ်တဲ့လူကအသက်22နှစ်ရှိပြီမတ်ကြီးတဲ့အဲ့တော့ဒီနေ့ကျတော့သူတို့ရွာရဲ့ရွာဦးကျောင်းမှာအငိမ်ပွဲရှိတယ်အဲ့တော့နေဝင်မိုးချုပ်ကလေးရောက်တဲ့အခါကျတော့အမကဆေးလိတ်လိတ်ရင်းနဲ့သူ့ညီမလေးကိုပြောတယ်အငိမ်ပွဲသွားကြည့်ရအောင်အဲ့ညီမလေးကဆော့နေတာဆိုမလိုက်ချင်ဘူးအမတို့တယောက်တည်းသွားအမလိုက်ခဲ့ပွဲဆိုတာကလုံးကြည့်ရတာအမလိုက်ချင်တဲ့လူကိုဇွတ်ခေါ်တော့ညီမလေးကဆဲတဲ့ဆဲတဲ့အခါကျတော့အမကငါပြန်ဆဲရမလားဆိုပြီးတော့အမကလည်းကြမ်းကြမ်းထန်းထန်းပြန်ပြောတော့ညီမကပြန်ဆဲတယ်အဲ့ဒီမှာအမဖြစ်တဲ့လူကဆေးလိတ်လိတ်ရင်းဆိုတော့လက်ထဲမှာကတ်ကြီးရှိနေတယ်အဲ့ဒီကတ်ကြီးနဲ့ညီမကိုပြစ်လိုက်တယ်စိတ်ကိုမထိန်နိုင်ဘူးနော်အဲ့ဒီလိုပြစ်လိုက်တဲ့အခါကျတော့တကယ်ကိုပဲဝမ်းနေเสียကတ်ကြီးဟာရာဘက်ရင်အုံကိုသွားပြီးတော့စိုက်တယ်အဲ့ဒီလိုစိုက်တော့မှအမဖြစ်တဲ့လူကမျက်လုံးပြူပြီးတော့ညီမကိုသွားပွေတယ်သွေးတွေကလည်းအကုန်ရွှဲနေတယ်အဲ့ဒါသူ့လက်ထဲတင်ဒီညီမလေးဟာသေသွားတယ်သေသေးခြင်းနဲ့စိတ်နဲ့ပြစ်လိုက်တာတော့ဘယ်နည်းနဲ့မှမဟုတ်ဘူးရုတ်တရက်နှိုးဆော်လာတဲ့ဒီဒေါသရဲ့အလိုကို तू လိုက်ရနေတာတကယ်စင်စစ်ကနော်တကယ်ကြီးမိုက်မြတ်တိတ်ပြီးတော့သူ့ညီမကိုသေသေးလောက်အောင်ရုံမာတဲ့စိတ်သူ့မှာမရှိပါဘူးသို့တော့ဒီစက္ကန့်ပိုင်းလေးအချိန်လေးကို तू မထိန်းလိုက်နိုင်ဘူးမသိမ်းလိုက်နိုင်ဘူးဒီစက္ကန့်ပိုင်းလေးလောက်မထိန်းနိုင်တာကသူ့ဘဝတစ်လျှောက်လုံးကိုကြည်ကွဲသွားစေအဲ့ဒါဘာဖြစ်တော့သူ့ညီမလေးပွေပြီးတော့ तू ရဲစခန်းကိုသွားတယ်အကုန်လုံးသူ့ကိုဖမ်းတယ်အဲ့ဒီမှာ तू အမြဲတမ်းငိုနေတယ်သူ့မှာဒီညီမလေးတယောက်ပဲရှိတယ်ဒီညီမလေးကိုအင်မတန်ချစ်တယ်အဲ့တော့သူ့ထောင်ကတကယ်လို့လွတ်လာရင်ကိုသူ့ဘဝဟာစိတ်ချမ်းသာတဲ့အချိန်ဆိုတာအင်မတန်နည်းလိမ့်မယ်အဲ့တော့ဦးဇင်းတို့ပုံပေါ်အောင်ပြောကျင်တာကဘာလဲစိတ်ကိုမထိန်းနိုင်လို့ရှိရင်မမျှော်မှန်းနိုင်တဲ့ကြီးကျယ်တဲ့နောင်တရစရာကိစ္စတွေလွန်ကျူးမိတတ်တယ်ဒါလေးကိုပြောကျင်တာနော်တခါကြီးမိုက်မြတခါလဲကြားလိုက်သေးတယ်ဦးဇင်းတို့မင်းမျိုးနားမှာယောက်ျားဖြစ်တဲ့လူကငရုတ်သီးအင်မတန်ကြိုက်တယ်ငရုတ်သီးမပါရင်တမင်မစားဘူးအဲ့တော့ဒီနေ့တော့မိန်းမကတမင်ချဲရင်နဲ့ယောက်ျားတမင်စားတယ်တမင်ခုဆိုတမင်ခုပေးတယ်အဲ့ဒီမှာငရုတ်သီးမပါတော့ယောက်ျားကစိတ်တူပြီးတော့ဒ
ဒါငါ့ကိုကလန်ကဆန်လောက်တာပဲဆိုပြီးတော့မိဖို့တဲ့ကထင်းချောင်းနဲ့ဆွဲပြီးတော့မိမကိုရိုက်ထည့်လိုက်တယ်အဲ့ဒါနောက်စီရိုက်မိပြီးတော့မိမပွဲချင်းပြီးသိတယ်ဒီငရုတ်သီးကိုစားကျင်တဲ့စိတ်အလိုမပြည့်တာလေးကြောင့်ဖြစ်လာတဲ့ဒေါသဒီစိတ်ကလေးကိုမထိန်လိုက်နိုင်တာနဲ့သူဘာဖြစ်သွားတော့ကြီးကျယ်တဲ့နောင်တရစရာကိစ္စတွေသူ့မှာအများကြီးဖြစ်သွားတယ်အဲ့တော့ပေးတဲ့တို့ဒါချက်ထွင်ပြီးတော့စဉ်းစားတယ်ရနော်အဲ့တော့စိတ်ကိုမထိန်နိုင်ရင်ဘလောက်အကျိုးဆက်တွေဟာဖြစ်လာနိုင်တယ်လဲဆိုတာတချို့ကိစ္စတွေမျှော်မှန်းလို့တော့မရဟုတ်လားဒါကြောင့်မိမိရဲ့စိတ်ကိုထိန်းဖို့ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်စိတ်ကိုထိန်းရမယ်စိတ်ကိုမထိန်းနိုင်လို့ရှိရင်ငါတော့ဒုက္ခရောက်မယ်လို့အဲ့ဒါလို့နားလည်ပြီးတော့တအားကြီးစိတ်ကပြင်းထန်မလာတဲ့အချိန်တွေကစားစိတ်ကိုထိန်းနိုင်တဲ့အလေးအကျင့်ကိုလှုပ်လှုပ်ပေးရမယ်သိပြီးတော့ပြင်းထန်လာပြီဆိုရင်ထိန်းရတာကတော်တော်ခက်တာကိုနော်တခါကြီးမိုက်များအေးဒါကြောင့်မြတ်စွာဘုရားကချမ်းသာခြင်းရတဲ့တတ္တဝါတွေအတွက်ဒုတိယလိုက်နာရမယ်ဩဝါဒသည်ဘာလဲလို့မေးရင်မိမိရဲ့စိတ်ကိုစောင့်ရှောက်ရမယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာအစဉ်စောင့်ရှောက်ရမယ်အစဉ်ဆိုတဲ့စကားလေးပါတယ်အနုရခတိအမြဲတမ်းစောင့်ရှောက်ရမယ်လို့ဆိုတယ်ဆိုလိုတာကအမြဲတမ်းဒီစိတ်ဟာပြဿနာရှာတတ်တဲ့သဘောအမြဲတမ်းဒုက္ခပေးတတ်တဲ့သဘောတွေဟာဝိုင်းနေတဲ့အတွက်ကြောင့်အမြဲတမ်းတတိရှိရမယ်ဆိုတဲ့အဓိပ္ပာယ်နော်ဆိုလိုတာကဘယ်ချိန်လေးသာစိတ်ကိုစောင့်ရှောက်ရမယ်ဘယ်ချိန်ကျတော့စိတ်ကိုလွတ်ထားလို့အဲ့ဒါလိုအခွင့်အရေးမရှိဘူးဘယ်အချိန်မှလွတ်မထားသင့်ဘူးဘယ်အချိန်မှလွတ်ထားတယ်ဆိုရင်လွတ်ထားတဲ့အချိန်တိုင်းဒီဒုက္ခပေးနိုင်တဲ့အချိန်လေးကြီးပဲလို့ဆိုလိုရရောက်တယ်သဘောပေါက်တယ်နော်တခါကြီးမိုက်များအေးဒါကြောင့်မိမိရဲ့စိတ်ကိုစောင့်ရမယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်အချိန်သာစောင့်ရမယ်ဘယ်အချိန်မှတော့မစောင့်ရဘူးလို့ရှိသလားမရှိဘူးဘယ်အချိန်မှစောင့်ရမှာလဲအမြဲတမ်းစောင့်နိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်ရလားအေးဒါကြောင့်ဩဝါဒဘယ်နှပါးရှိသွားပြီတော့နှစ်ပါးရှိသွားပြီမမေးမလျော့မှုမှာပျော်ရမယ်မိမိရဲ့စိတ်ကိုအစဉ်စောင့်ရှောက်ရမယ်ဟုတ်ပြီနော်အေးနောက်ဆုံးဟာလေးကနည်းနည်းလေးဦးဇင်းကအကျယ်ပြောခြင်းတယ်နော်ကြံတဲ့အချိန်မှာအဲ့ဒါကိုပဲပြောမယ်ဒုက္ခဥဒရတတနံပင်ကေတန်နောဝကုံစရောကုံစရောဆင်မြောင်ကြီးသည်ပင်ကေညွန်မြောင်း၌တန်တော်နေ၍နေသောကုံစရောဆင်မြောင်ကြီးသည်အတ္တနမိမိကိုဒုက္ခပဂတိရွှွညွန်မြောင်းမှဥဒရတိဤဝါထုတ်ဆောင်လေပိတကဲ့သို့ဒုံမေသင်တို့သည်လိအတ္တနမိမိကိုဒုက္ခကိလေသာတိဟုသောညွန်မြောင်းမှဥဒရထထုံနှုတ်ကဲတင်ညဂုံရာ၏ပဂတိစင်ကြီးသည်ခုနတုန်းကစင်ကြီးသည်ရွှွညွန်နေတဲ့ကယုံထွက်နိုင်အောင်ကြိုးစားပြီးတော့ယုံထွက်သွားသလိုမျိုးတရားဓမ္မတို့ဥစဉ်တို့သည်လည်းပဲကိလေသာတိဟုသောရွှွညွန်နေတဲ့ကနေမိမိရဲ့စိတ်ကိုလွတ်ထွက်သွားအောင်ကြိုးစားနိုင်ရမယ်လို့ပြောတယ်နော်အဲ့ဒါဘာလဲလို့မေးရင်လွတ်အောင်ယုံလို့ပြောတာဘာတဲ့တုံးလွတ်အောင်ယုံဆိုတဲ့စကားလေးကိုတည်တည်ချာချာနားထောင်ကြည့်အခုမလွတ်လပ်ဘူးအခုဒုက္ခရောက်နေတယ်အခုကောင်းမနေဘူးဆိုတဲ့အတိတ်ပဲဟုတ်လားတခါကြီးမိုင်မြအခုကောင်းနေတယ်ဆိုရင်လွတ်အောင်ယုံလို့ပြောတယ်ရလို့သလားအခုကောင်းမနေဘူးအခုအခြေအနေဆိုးနေလို့ဒီနေရာကနေလွတ်အောင်ယုံလို့ပြောတာခုတရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ကုသိုလ်ကောင်းမှုပြုတယ်ဆိုရင်လည်းဒါလွတ်အောင်ယုံခြင်းတစ်မျိုးပဲနော်ဘဝတန်တရားကိုဆင်းရဲလို့မြင်ပြီးတော့အဲ့ဒီဆင်းရဲကိုလိုချင်မှုကင်းကွာသွားအောင်ကြိုးစားမယ်ဆိုရင်လည်းဒါလွတ်အောင်ယုံခြင်းပဲနားလည်ကြတယ်နော်အေးအဲ့ဒီနေရာမှာဒီလွတ်အောင်ယုံဆိုတာလေးကိုဦးဇင်းကနည်းနည်းလေးပြောချင်လူတွေဟာဒီနေရာကလွတ်အောင်မယုံကျင်ဘူးဆိုတာဒီနေရာကိုကောင်းတယ်လို့ထင်နေလို့ဟိုနေရာကိုမသွားချင်တာဟင်ဒကမကြီးတွေအဲ့ဒါဟုတ်လားဟိုနေရာကိုမသွားချင်ဘူးဆိုတာဗာလဲဒီနေရာကိုကောင်းတယ်လို့ထင်နေလို့ဒီနေရာကိုကောင်းတယ်လို့မထင်ဘူးအမှန်တိုင်းသိသွားပြီဆိုဟိုနေရာကလူရောက်သွားတဲ့ကိစ္စပဲနော်ဒါကြောင့်မြတ်စွာဘုရားကအကတံဒိတံနိဗ္ဗာန်ကိုတခါမှမရောက်ဘူးသေးတဲ့အယက်ဒေတာလို့တင်စားပြီးတော့ပြောတယ်ခုဒကာဓမ္မတို့ဦးဇင်းတို့တခါမှမရောက်ဘူးသေးတဲ့အယက်ဒေတာဆိုတာဘာလဲလို့မေးရင်နိဗ္ဗာန်အခုဦးဇင်းတို့တွေအဲ့ဒီမရောက်ဘူးတဲ့အယက်ဒေတာကိုသွားခြင်းစိတ်မရှိဘူးရောက်လည်းမရောက်ဘူးဆိုတာဘာကြောင့်မရောက်တယ်လဲကိုနေတဲ့နေရာလေးကိုအမှန်အကန်နားမလဲတော့ဒါကိုကောင်းတယ်လို့ထင်နေတယ်ဒါကြောင့်ဒီနေရာကနေပြီးတော့ဟိုနေရာကိုကူးမသွားခြင်းဒါကိုလွတ်အောင်ယုံမသွားခြင်းအဲ့တော့လွတ်အောင်ယုံရင်တဲ့စိတ်ပေါက်ဖို့လိုတယ်နော်တခါကြီးမိုင်မြအဲ့ဒါအင်မတန်ဘ ഹു တုတ္တရှိဖို့လိုအပ်တယ်အဲ့ဒီကိစ္စကလေအဲ့တော့လွတ်အောင်ယုံရင်တဲ့စိတ်ပေါက်ဖို့အတွက်တဲ့မြတ်စွာဘုရားကနီးပေးထားတယ်ရှစ်ချက်စဉ်းစားရမိမိရဲ့တန်တမှာဒီလွတ်အောင်ယုံရင်တဲ့စိတ်တွေအလိုလိုပေါ်လာအောင်အကြောင်းရှစ်ချက်ကိုစဉ်းစားပေးရ
အဲ့ဒီအကြောင်းရှစ်ချက်ကိုစဉ်းစားမယ်ဆိုရင်လွတ်အောင်ယုံကျင်တဲ့စိတ်ဟာပေါ်ပေါက်လာမယ်အဲ့ဒါကိုအချင်းချုပ်ပြောပြမယ်ဒီကမကြီးတွေအိဋ္ဌိသေးသွားမှာနော်အကြောင်းဘယ်နှချက်ပြောလဲရှစ်ချက်အချင်းချုပ်ပဲပြောမယ်မွေးဖွားခြင်းအိုမင်းခြင်းနာကျင်ခြင်းသေဆုံးခြင်းလေးချက်ရှိသွားပြီနော်ဒါကိုအကျဉ်းမပြောဘူးဒီလေးချက်ကိုစဉ်းစားရင်လွတ်အောင်ယုံကျင်တဲ့စိတ်သည်အလိုလိုထွက်တယ်ဒါကြောင့်သူ့ကိုတံဝေကဝတ္ထုလို့ဇာကသုံးတယ်လေးမျိုးရှိသွားပြီနော်မွေးဖွားခြင်းရဲ့အိုမင်းခြင်းရဲ့နာကျင်ခြင်းရဲ့သေဆုံးခြင်းရဲ့အဲ့ဒီလေးချက်ပြီးတော့ဘာလဲဆိုအပယ်လေးဘုံအပယ်လေးဘုံဒီမိမိနဲ့လုံးဝဆက်ဆက်နေတယ်လို့နားလေကြနော်ပြီးတော့အတိတ်တန်တရားကိုယ့်ရဲ့ဖြတ်တန်းခဲ့ပြီးသားအတိတ်တန်တရားကိုပြန်စဉ်းစားလို့ရှိရင်တံဝေကဖြစ်တယ်ဆိုကြပါစို့ဗဒါစာရီတို့နော်သူသားတွေဘာတွေသေဆုံးလို့ငိုကြွေးနေတော့မြတ်စွာဘုရားကဘယ်လိုပြောတာလဲတသံတရားလုံးသားသမီးသေးလို့မိဘသေးလို့ငိုကြွေးခဲ့တဲ့မျက်ရည်ကိုစုထားလို့ရမယ်ဆိုရင်သမုဒ္ဒရာ၄စင်းတွေကရေထက်များတယ်လို့ပြောခဲ့တယ်အဲ့ဒါဘာကိုလှမ်းပြောတာလဲမင်းရဲ့အတိတ်တန်တရားဟာအခြေအနေဘလောက်ဆိုးခဲ့တယ်လဲဆိုတာကိုလှမ်းပြောတာအဲ့ဒါကိုမြင်ပြီးတော့တတိယသွားတာအဲ့တော့မိမိရဲ့အတိတ်ကိုပြန်ပြီးတော့သုံးသပ်တာဒီအကျိုးကျေးဇူးရှိတယ်နော်တခါကြီးမိုက်မြအဲ့တော့အတိတ်တန်တရားခုနကတော့၄ခုကပြီးခဲ့ပြီနော်ဇာတိဇရာဗျာတိမရဏနော်အခုပါလေအပယ်လေးဘုံအတိတ်တန်တရားနောက်အနာဂတ်တန်တရားဒီတိုင်းပဲဆက်ပြီးတော့လက်ပတ်နေအောင်မယ်မျိုးစေ့ချလိုက်ရိတ်သိမ်းလိုက်မျိုးစေ့ချလိုက်ရိတ်သိမ်းလိုက်ဒီလိုသွားနေတယ်နော်တခါကြီးမိုက်မြမွေးပွားလိုက်သေဆုံးလိုက်မွေးပွားလိုက်သေဆုံးလိုက်ဘာမှအရင်မရအဖတ်မရဒီလိုသွားနေတာတကယ်တမ်းကနော်အဲ့ဒီကိစ္စကြီးဟာကိုညံတဲ့ဒီကိစ္စကိုလွတ်မချမချင်းဘလောက်လို့ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒီအနာဂတ်ကိုလှမ်းမြော်ပြီးတော့အနာဂတ်တန်တရားဘလို့ဒုက္ခတွေတွေ့ရမယ်မသိဘူးလို့အတိတ်တုန်းကပြုခဲ့တဲ့ကံတွေကလည်းအဟောတိကံမဖြစ်သေးဘူးအတိတ်ကမျိုးစေ့တွေကလည်းမပုတ်ကြီးနဲ့တလုံးရှိသေးတယ်ဟုတ်လားအခုလည်းပဲမျိုးစေ့တွေကဆက်ပြီးတော့ထုတ်တုံးရှိသေးတယ်အဲ့တော့အနာဂတ်မှာဘလောက်ကြာမလဲဆိုတာဘယ်သူသိနိုင်မလဲမသိနိုင်ဘူးအဲ့ဒီအနာဂတ်တန်တရားစဉ်းစားရင်လည်းတန်ဝေကရမယ်နောက်မိမိအာဟာရပရိယေတနာဒုက္ခရှားပွေစားတော့နေရတဲ့ကိစ္စကိုစဉ်းစားရင်တန်ဝေကဖြစ်တယ်တဲ့ဟုတ်လားတခါကြီးမိုက်မြမြတ်စွာဘုရားကပြောပြီးတော့ရှာရမယ်လို့မဆိုလိုဘူးအဲ့လိုမခိုင်းဘူးဟုတ်လားမဖြစ်လို့လုံနေရတာဝင်တို့ဝင်မိုးကြီးကိုမရွက်ချင်မဲနဲ့ရွက်နေရတဲ့အနေအထားမျိုးစဉ်းစားရတယ်ဟုတ်လားပြောပြီးတော့ရှားနေတယ်ဆိုရင်တော့အဲ့ဒါရှားပေအောင်တော့ပဲအမြဲတမ်းရှားနေရမယ်နော်ရှားတာကြိုက်တယ်ဆိုရင်လည်းရှားရုံပါပဲဟုတ်လားတခါကြီးမိုက်မြရှားတာမကြိုက်ဘူးဆိုရင်လည်းမရှားရပါဘူးတကယ်တမ်းကလေဟုတ်လားအဲ့တော့အကြောင်းဘယ်နှချက်ပြောသွားလဲရှစ်ချက်နော်ဇာတိဇရာဗျာတိမရဏအပယ်လေးဘုံအတိတ်တန်တရားအနာဂတ်တန်တရားရှားပွေစားတော့နေရတဲ့ကိစ္စဒီရှစ်ချက်ကိုစဉ်းစားရင်သေချာပေါက်ရုံထွက်ခြင်းတဲ့စိတ်ပေါ်ကိုပေါ်တယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ကဉာဏ်ရှိတဲ့လူတွေဗျဒီဉာဏ်ကသူ့ဆုံးဖြတ်ချက်ချသွားတာအဲ့တော့ကိုကအချက်အလက်ကိုသာဉာဏ်ထဲကိုထည့်ပြီးနော်ဒကာကြီးမိုက်မြဆုံးဖြတ်ချက်ကိုဉာဏ်ကအလိုလိုချသွားတာဟုတ်လားအဲ့တော့ကိုကဘာလုပ်ရမလဲစဉ်းစားပြီးအဖြေမှန်ကိုဉာဏ်ကထုတ်သွားတာဟုတ်လားအဲ့ဒီတဲကအပယ်လေးဘုံဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်အခုယုံထွက်ဆိုတော့လူကကိုယ့်ဘဝဒီခန္ဓာလေးကတော့တော်တော်ဟုတ်နေတာကိုဗျကျမကြီးလည်းကောင်းနေသေးတယ်ဆိုတော့သေလည်းမသေးချင်ပါဘူးဟုတ်လားဒီဘဝဒီခန္ဓာကယုံထွက်ဟေ့ဆိုလို့ရှိရင်ဘယ်လိုမှသိခံစားလို့မရပါဘူးဒီကမကြီးတွေခံစားလို့ရလားအဲ့ဒီစကားကိုအဲ့တော့ကိုယ့်ဘဝကိုယ့်အခြေအနေဒီဘဝဒီခန္ဓာလေးနဲ့မြင်နေမယ်အနေအထားမျိုးမဟုတ်ဘူးခွေးမျိုးစေ့ဝက်မျိုးစေ့ဒါဥစဉ်ကရင်းတီးတီးပြောတာနော်စဉ်းစားသိခြင်းလို့သိလားအဲ့ဒီအပယ်မျိုးစေ့တွေအကုန်လုံးရှိနေတယ်အဲ့တော့တခါဥစဉ်ကစဉ်းစားကြည့်တယ်ခွေးခွေးစိတ်နဲ့ခွေးကိုမို့လို့တာတော်သေးတာနော်လူစိတ်နဲ့ခွေးကိုဆိုရင်ဘယ်နဲ့လှုပ်မလို့တခါကြီးမိုက်မြအဲ့ဒါကိုကခွေးဝင်ဖြစ်ကြည့်လိုက်ဝက်ဝင်ဖြစ်ကြည့်လိုက်ဘလောက်စိတ်ပြက်เสียကောင်းဒါပေမဲ့ခွေးကလည်းခွေးစိတ်နဲ့ခွေးကိုဆိုတော့ခွေးကလည်းခွေးဘဝမှာခွေးပြောနေတာပဲလေဝက်ကလည်းဝက်ဘဝမှာဝက်ပြောနေတာပဲလေတကယ်လို့လူစိတ်နဲ့ဝက်ကိုဆိုလို့ရှိရင်တန်တရားကိုညှင်းဝေပြီးတော့သုံးတရားအကျိုးထူးเสียတောင်ရှိဟုတ်လားတကယ်ကြီးမိုက်မြဆိုလိုတာကဒီအပယ်လေးဘုံအပယ်ရဲ့ဘဝကိုဝင်စားပြီးတော့ကြည်စမ်းမှာစိတ်နဲ့ဒါကိုပြောချင်တာဦးစင်းကဟုတ်လားအဲ့တော့တစ်ချိန်ချိန်မှာဝင်စားမကြည့်လဲဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်နော်ဒါပေးတတ်တို့ကိုဦးစင်းတို့ကနှိမ့်ချပြောနေတာမဟုတ်ဘူးပဂတိအခြေအနေကိုပြောနေတာအဲ့တော့ဆိုလိုတာကရုံထွက်ခြင်းသည်ပထမဘာကနေရုံထွက်ရမှာတော့လို့မေးရင်အပေတန်တရားကနေရုံထွက်ရ
လူဘဝဆိုတာကရုံးဖို့အခြေအနေကောင်းတယ်လူဘဝကိုဆိုးတယ်လို့ပြောလို့သိမရဘူးနော်အေးသစ္စာတရားအနေနဲ့ပြောရင်တော့ဒုက္ခသစ္စာမှန်တာပေါ့နော်အေးသို့တော့နေမှရအောင်လုပ်ပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်လူဘဝကအင်မတန်ဖို့တန်တယ်လေဟုတ်လားအေးတန်တရားထဲမှာတကယ်ဆင်းရဲတယ်ဆိုတာကဘယ်နေရာတွေကဆင်းရဲတာလဲအပယ်လေးပုံကဆင်းရဲတာဒုက္ခလို့ပြောနေတာအဲ့ဒါကိုပြောမှတကယ်စစ်မှန်တဲ့ဒုက္ခဒါကြောင့်မြတ်စွာဘုရားကအတုမရှိတဲ့ယောဂခရယောဂတို့ရဲ့ကုံရနိဗ္ဗာန်ကိုရဖို့အနှောင့်အယှက်ပြုတဲ့နေရာမှာဒီတိရစ္ဆာန်ဘုံလောက်အပယ်လေးဘုံလောက်အနှောင့်အယှက်ပြုတာမရှိဘူးလို့ဒီလိုပြောတယ်ဆိုလိုတာကမိမိတို့တရားထိုင်တိုင်းကုသိုလ်ကောင်းမှုလှုပ်တိုင်းငါအပယ်တန်တရားကလွတ်ဖို့အရေးကြီးတယ်ဒီကိစ္စလေးဒီစဉ်းစားချက်လေးကိုစဉ်းစားသိခြင်းလို့ဦးဇင်းကပြောနေဟုတ်လားအပယ်ဒုက္ခဆိုတာအင်မတန်ကြီးတယ်သူကသူကြီးနေတာကိုနဲ့ဘာဆိုင်တယ်လဲဆိုတဲ့စိတ်မျိုးဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားလို့မရသေးဘူးဆိုင်နေတယ်နော်ဆိုင်နေနော်ဒါကြောင့်တောင်မြို့စလို့ကြီးကဘလို့ပြောတော့အိုရအောင်မယ်နာရအောင်မယ်သေရအောင်မယ်နောက်ဘဝဆိုတာအပယ်လေးပုံလည်းရှိနေသေးတယ်ဒါကြောင့်တတိထားလို့မပြောဘူးလားပြောတယ်ငရဲရှိတယ်တိဋ္ဌာန်ရှိတယ်ပြိတ္တာရှိတယ်သေရအောင်မယ်တတိထားတယ်ပြောသွားတယ်ဒါဆရာတော်ကြီးကသူ့ဘဝသူ့အမြင်ကိုအနှစ်ထုတ်ပြီးတော့ပြောသွားတာဟုတ်လားအဲ့တော့အပယ်လေးပုံကကိုယ်နဲ့မဆိုင်ပါဘူးလို့ပြုံးနိုင်တဲ့အခြေအနေဒကာဓမ္မတို့ဦးဇင်းတို့မှာမရှိဘူးဒါလွတ်အောင်ယုံဆိုတဲ့စကားလေးကိုလေးနဲ့အောင်ဦးဇင်းကပြောနေတာဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာလေလက္ခဏာတန်ရုပ်ဆိုတာရှိအဲ့ဒီမှာဘာလေးပြောတာတုံးဆိုတာနည်းနည်းလေးပြောပြတယ်အခါတစ်ပါးဦးဇင်းတို့မြတ်စွာဘုရားရာဇဂြိုလ်မြို့မှာဟိုဘုရားဖြစ်ပြီးကစားဝါဆိုတော့လေမြတ်စွာဘုရားမှာအင်မတန်ကြီးကျယ်တဲ့တကူနဲ့ပြည့်စုံတဲ့ယဟန္တာကြီးတွေအများကြီးရှိတယ်အဲ့ဒီမှာရှင်မဟာမောက္ကလန်ရဲ့ရှင်လက္ခဏာရဲ့ဒီရာဇဂြိုလ်မြို့ဘေးမှာရှိတဲ့ဂိဇဂုတ်တောင်ပေါ်မှာသတင်းသုံးကြတာအဲ့ဒီလိုသတင်းသုံးရင်းနဲ့တနေ့တော့ဆုံးခံကြွလာကြဆုံးခံကြွပြီးတော့တောင်ပေါ်ကဆင်းလာတော့ရှင်မဟာမောက္ကလန်ကိုရောမြတ်ကြီးကပြုံးနေတဲ့လေထဲကိုကြည့်ပြီးတော့ပြုံးတဲ့အခါကျတော့ရှင်လက္ခဏာကမြင်တယ်ဘာမှလည်းမသိဘူးဘာမြင်ရလို့လည်းမသိဘူးသူကဘာမှမမြင်ရဘူးအဲ့ဒါနဲ့ရှင်ဘုရားဘာကြောင့်ပြုံးလို့အခုမမေးသေးနဲ့အိုးဘုရားရှေ့ရောက်ပြီးလူစုံတက်ဆုံပြီးဆိုမှမေးအဲ့ဒီမှာဆုံးခံသွားဆုံးဖုံးပေးပြီးတော့မြတ်စွာဘုရားဒီကိုသွားပြီးတော့ကြောကြတယ်အဲ့ဒီမှာတန်ခါပေးတဲ့အကုန်စုံတဲ့အချိန်ကြမှာအရှင်လက္ခဏာကမေးတယ်အရှင်ဘုရားဂိဇဂုတ်တောင်ပေါ်ကဆင်းတော့ကအရှင်ဘုရားပြုံးတယ်အဲ့ဒါဘုရားရှေ့ကြမှာမေးဆိုလို့တပည့်တော်အခုမေးတယ်ရှင်ဘုရားဘာလို့ပြုံးလို့အဲ့ဒီမှာရှင်မဟာမောက္ကလန်ကပြောပြတယ်အဲ့ဒီငါဂိဇဂုတ်တောင်ပေါ်ကတို့နှစ်ယောက်ဆင်းလာတဲ့အခါလေထဲမှာတဲ့အယိုးကြီးပဲရှိတယ်အထဲထဲမှာကလီစာအပြည့်ရှိတယ်အဲ့ဒီပြိတ္တာတဲ့ကောင်ကလေထဲမှာပြန်နေတယ်ပေါ့တဏ္ဍကိစ္စမဟုတ်ဘူးတော့တခါကြီးမိုင်ပြန်အေးအဲ့ဒါကြီးတွေလင်းတာတွေကအဲ့ဒီအယိုးကြားတွေကနေပြီးတော့အဲ့ဒီအသေးနှလုံးတွေဥတွေကိုထိုးတယ်တဲ့အဲ့ဒီမှာအဲ့ဒီပြိတ္တာဟာနာကျင်လွန်းလို့អော်တယ်တဲ့အဲ့ဒါကိုလည်းပဲသူကြားတယ်တဲ့ရှင်မမောက္ကလန်ဆိုတာဘုရားပြီးရင်တကူအကြီးဆုံးအရှင်လက္ခဏာယဟန္တာမမြင်ရဘူးတခါကြီးမိုင်ပြန်နော်အရှင်လက္ခဏာမမြင်ရဘူးဘယ်သူမြင်ရလဲရှင်မမောက္ကလန်မြင်ရတယ်အဲ့တော့ရှင်မမောက္ကလန်ကကြည့်ပြီးတော့အင်မတန်လဲသနာတယ်ဩဒီလိုယုံနံရှိတဲ့တတ္တဝါဆိုတာလောကကြီးမှာရှိနေသေးပါလားအော်စရာကောင်းလိုက်တာနော်တခါကြီးမိုက်မြဒီလိုတတ္တဝါဆိုတာလေလောကကြီးမှာရှိနေသေးပါလားတခါမှတော့ဦးဇင်းတို့ဘာမှမမြင်ရဘူးနော်လောကကြီးဆိုတာအင်မတန်ကျယ်တယ်အင်မတန်နဲ့ဆိုင်နေဟုတ်လားအေးအဲ့ဒီမှာ तू ဆက်ပြီးတော့စဉ်းစားတာလေးကိုဦးဇင်းကသဘောကျတယ်ဘာလဲဆိုတော့ငါမှာအဲ့ဒီလိုဖြစ်နိုင်တဲ့အခြေအနေမျိုးလုံးဝမရှိတော့ဘူးအဲ့ဒီမှာသူ့မှာရှိထားတဲ့အည်သွေးကိုသူပြန်စဉ်းစားပြီးတော့စိတ်ထဲမှာပီတိဖြစ်တယ်တဲ့ဟိုပြိတ္တာကိုမတနာလို့ပီတိဖြစ်တာမဟုတ်ဘူးနော်သူ့မှာအဲ့ဒီသဘောမျိုးတွေမရှိတော့တဲ့အတွက်ကြောင့်ဝမ်းသာလို့သူပြုံးရနေတာကဲခင်ဗျားတို့ကျတော့အဲ့လိုပြုံးနိုင်သလားမပြုံးနိုင်ဘူးဟုတ်လားအခွေတွေဝက်တွေမြင်တယ်ဘယ်လိုပဲမှတ်တမဲ့သွားနေကြတာပဲမြတ်စွာဘုရားကတော့သတိပေးတယ်အစစရရသတိပေးတယ်သိပြီးတော့နှိမ့်ကြတဲ့အစင်တက်နှိမ့်တဲ့တတ္တဝါကိုတွေ့ရင်စဉ်းစားရမယ်တဲ့ဘယ်လိုစဉ်းစားရမလဲငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့ဘူးလေလို့စဉ်းစားရမယ်တဲ့နောက်တစ်ခါမှကြီးများသိပြီးတော့အစင်တက်မြင့်တဲ့ကြီးကျယ်တဲ့တတ္တဝါကိုမြင်ရင်လည်းစဉ်းစားရမယ်ငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့ဘူးလေလို့စဉ်းစားရမယ်ဆိုလိုတာကဘာလို့အထင်ကြီးခြင်းအထင်သေးခြင်းဆိုတာကိုနည်းအောင်မြတ်စွာဘုရားကပြောပြဟုတ်လားအေးအခုရှင်မမောက္ကလန်ကိုရောမြတ်ကြီးကဗါတဲ့တော့ငါမှဒီဟာမျိုးကိုဖြစ်စေတတ်တဲ့မျိုးစေ့တွေဓာတ်တတ္တိတွေညှဉ်းလွှမ်းမှုတွေဘာမှမရှိတော့ဘူးဒါကြောင့်ငါဘုံကတော်တော်ကောင်းသွားပြီဆိုသူပြုံးတာအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကမိန့်ရင်ပလင်မဝနေပြီချစ်သားတို့
ငါရဲ့တပည့်တွေဟာဉာဏ်အမြင်နဲ့ပြည့်စုံပြီးတော့နေကြပါပေစွမပြောပုံနေတိတိကျကျအဲ့လိုပြောတယ်နော်တခါကြီးမိုက်ကြအဲ့ဒီပြိတ္တာကိုတဲ့ငါဘောဓိပင်နဲ့ရွှေပလင်းအောက်မှာငါဖျားဖြစ်ကလေးကစပြီးတော့မြင်လေတဲ့မြတ်စွာဘုရားကဒါပေမဲ့ငါဘယ်သူမှမပြောဘာဖြစ်လို့လဲဆိုတော့မမြင်တဲ့တတ္တဝါတွေကမယုံလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့လက်ကလျှောက်ပြောနေတယ်ဆိုလို့ရှိရင်အဲ့ဒီလူမှာဘာဖြစ်မလဲအကုသိုလ်ဖြစ်မယ်အဲ့ဒီလိုအပြစ်ဖြစ်မှာဆိုလို့လုံလောက်တဲ့သက်သေးကိုလည်းမရသေးလို့မြတ်စွာဘုရားကမပြောတာဒါလေးတွေလည်းနီးယူစရာပဲเนาะတခါကြီးမိုက်မြတ်တစုံတစ်ခုဟာတခါတလေကိုတယောက်တည်းသိတယ်သက်သေးကမရှိဘူးသွားမပြောနဲ့เนาะအခုမြတ်စွာဘုရားဒီလိုပြောနေတယ်เนาะတခါကြီးမိုက်မြတ်ဘာမရှိလို့မပြောတာလဲသက်သေးမရှိလို့မပြောတာတဲ့အခုသက်သေးရှိတဲ့အတွက်ကြောင့်ဆိုမြတ်စွာဘုရားကပြောပြဟုတ်တယ်အဲ့ဒီတတ္တဝါဒီတစ်ချိန်တုန်းကဒီရာဇကြုံမြို့မှာပဲနွားတက်ပြီးတော့အသက်မွေးခဲ့တဲ့တတ္တဝါဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒီမှာမြတ်စွာဘုရားကပြောပြအဲ့တော့ဦးဇင်းတို့ပြောလို့ရင်းကရှင်မဟာမောက္ကလံပြုံးတဲ့ပြုံးခြင်းမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေမပြုံးနိုင်သေးပါဘူးဒီအခြေအနေမျိုးဟာကိုယ်နဲ့လုံးဝဆက်ဆက်နေတယ်ဟုတ်ရဲ့လားအဲ့ဒါကိုကိုကစဉ်းစားပြီးတော့ယုံတဲ့နဲ့ယုံတဲ့နဲ့ယုံလို့ရတဲ့ဘဝလေးမို့ယုံတဲ့နဲ့လို့ပြောတာတကယ်လို့အပေဘဝရောက်တော့မှအပေဘဝကြီးကစိတ်ဆုပ်ဆက်ဆုပ်เสียပါဆိုလို့ယုံမယ်ဆိုရင်ယုံလို့ဖြစ်ပါမလားမဖြစ်ဘူးအပေဘဝကတတ္တဝါတွေဟာအပေဘဝလွတ်အောင်ယုံနိုင်မှာမလားမယုံနိုင်ဘူးလူဖြစ်မှယုံနိုင်တယ်နတ်ဖြစ်မှယုံနိုင်တယ်ခုတရားဓမ္မတို့ဦးဇင်းတို့တွေဟာယုံနိုင်တဲ့အခြေအနေမို့ယုံတဲ့နဲ့လို့ပြောတာဒါကြောင့်ဦးဇင်းတို့အဲ့ဒီလက္ခဏာတန်ရုပ်ကိုဖတ်ကြည့်လို့ရှိရင်အင်မတန်လဲတန်ဝေခါရစရာကောင်းတယ်အမျိုးမျိုးပဲအဲ့ဒီမှာပြိတ္တာတွေအကြောင်းပြောထားတယ်နတ်ကတော်ပြိတ္တာတော်မှာကြံ့ကြံ့ဖန်ဖန်တွေ့ရသေးတယ်နော်တခါကြီးတခါကြီးများနတ်ဝင်တွေဟာတဲ့မှားယွင်းတဲ့မိစ္ဆာအယူတွေကိုလူလောကမှာဖြန့်ချီတဲ့အတွက်ကြောင့်တဲ့အဲ့ဒီမှာပြိတ္တာဖြစ်နေတယ်နော်အဲ့ဒီမှာသင်္ကန်းတွေကလည်းမီးတွေပြောင်ပြောင်တောက်ပြီးတော့သပိတ်တွေကလည်းမီးတွေပြောင်ပြောင်တောက်ပြီးတော့ဟုတ်လားကျောင်းတွေကလည်းမီးတွေပြောင်ပြောင်တောက်ပြီးတော့ဖြစ်နေတဲ့ယဟန်ပြိတ္တာယဟမပြိတ္တာတွေလည်းမြင်နေတဲ့မဖြစ်တာသာသနာတော်ကိုအမိပြုပြီးတော့နစ်မွန်းသွားတာနော်တခါကြီးမိုက်မြတ်အမသာသနာအမိပြုပြီးတော့မနစ်မွန်းမှုလည်းမထင်နဲ့နော်ဒီတခါကြီးမိုက်မြတ်ဉာဏ်ရှိတယ်နော်ဒီသာသနာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေအကြီးအကျယ်ဖြစ်ပြီးတော့နစ်သွားကြတဲ့တတ္တဝါတွေအများကြီးရှိတယ်နော်ဒါကြောင့်ရွှေကျင်တော်ဘုရားကြီးစကားတွေကစက်မိကုန်ပြီးရွတ်ပြမယ်ဗျာလက်စနဲ့တော့နော်မတုကုံမန်တုံနေသာယမတုကုံမန်ပြားရီအိုကိုတုံနေသာယမကောင်းသဖြင့်အမိပြု၍ပါဏကပူကောင်မွှားကောင်လေးတို့သည်အနတ္တကျွမဲ့ပျက်စီးခြင်းတို့ယန္တိရောက်ကြကုန်မည်ပြားရီဦးကြီးကိုမကောင်းသဖြင့်အမိပြုပြီးတော့ဒီခြာပုံလေးတွေပေါ်ရစိတ်လေးတွေချင်းကောင်လေးတွေဟာနစ်ပြီးတော့သေတယ်တဲ့မျက်စိနဲ့မြင်နေတယ်နော်အေးဧဝံဤအတုသာသနာသာသနာတော်မြတ်ကိုနေသာယအမိပြုပြီးတော့ဒုဇနာအရှက်မဲ့တဲ့လူမိုက်တို့သည်အနတ္တအကျိုးမဲ့ပျက်စီးခြင်းတို့ယန္တိရောက်ကြကုန်မည်အဲ့ဒါလိုပဲတဲ့အင်မတန်မြင့်မြတ်စင်ကြယ်တဲ့သာသနာကြီးကိုအမိပြုပြီးတော့မကောင်းတဲ့ယုံမာတဲ့အရှက်မရှိတဲ့လူတွေဟာနစ်မွန်းသွားကြတယ်တဲ့ဆိုလိုတာကပါလေပြိတ္တာဘဝကိုပြောရင်းနဲ့စကားကစက်မိသွားတာနော်မရည်ရွယ်ပါဘူးဟုတ်လားတခါကြီးမိုက်မြအေးဒါကြောင့်ရှင်မမောက္ကလံပြုံးတဲ့ပြုံးခြင်းမျိုးတို့မပြုံးနိုင်သေးဘူးဆိုတာလေးကိုပဲနားထဲမှာပဲ့တင်ထပ်စေချင်တာဥစဉ်ကဟုတ်ရဲ့လားဒါကြောင့်ယုံလို့ရနိုင်တဲ့အခြေအနေမှာယုံရမယ်ဆိုကြပါစို့မိမိအာနာပါနာကိုရှုမှတ်နေတယ်ဓမ္မဘုခန္ဓာကိုယ်ထင်ရှားရကိုရုပ်ပိုင်းပဲဖြစ်စေစိတ်ပိုင်းပဲဖြစ်စေဝေဒနာပိုင်းပဲဖြစ်စေရှုမှတ်နေတယ်သတိထားနေတယ်ဂရုစိုက်နေတဲ့အချိန်မှာတက္ကာယဒိဋ္ဌိကိုပယ်နေတာပဲမဟုတ်လားအဲ့ဒီအချိန်မှာအဲ့ဒါအပေကလွတ်အောင်ယုံနေတာအပေကိုပို့တယ်ဆိုတာအဲ့ဒီတက္ကာယဒိဋ္ဌိကပို့တာတက္ကာယဒိဋ္ဌိမရှိတော့ဘူးဆိုရင်လောဘကြီးကျင်တဲ့လောက်ကြီးပဲစေအပေမရောက်ဘူးဟင်တက္ကာယမိုင်းမြအပေပို့တယ်ဆိုတာလောဘကပို့တာလားတက္ကာယဒိဋ္ဌိကပို့တာလောဘကြီးတက်ကအပေကိုလုံးဝမပို့နိုင်ဝိတာခာခုနှစ်နှစ်သမီးကသောတာပန်ဖြစ်တယ်အိမ်တော်သားမွေးဘဝနဲ့စီးပွားတွေရှာသွားတာလောဘရှိလို့ပို့အဲ့ဒီဝိတာခာအပေကြသလားဝိတာခာရဲ့လောဘသည်ဝိတာခာကိုအပေမကြစေနိုင်ဘာကြောင့်လဲဝိတာခာရဲ့လောဘသည်တက္ကာယဒိဋ္ဌိနဲ့မပေါင်းရဟုတ်ရဲ့လားဒါကြောင့်အပေကိုဘယ်သူချသလဲလို့မေးရင်တက္ကာယဒိဋ္ဌိကချအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေအတွက်ပထမအရေးအကြီးဆုံးကြောက်စရာအကောင်းဆုံးယန္တုဒီတက္ကာယဒိဋ္ဌိလောဘလည်းမဟုတ်ဘူးဒေါသလည်းမဟုတ်ဘူးမာနလည်းမဟုတ်ဘူးအဲ့ဒါတွေကိုအရင်ပယ်လို့လည်းမရကိလေသာကိုပယ်တဲ့နေရာမှာတက္ကာယဒိဋ္ဌိကိုအရင်ပယ်ရတယ်သူအဆိုးဆုံးပဲလို့ဒီလိုပြောတာဒါကြောင့်မိမိတို့တရားရှုမှတ်နေတဲ့အချိန်မှာတက္ကာယဒိဋ္ဌိကိုပါနိုင်အောင်ပါနိုင်သမျှပါအောင်လုပ်ရရောက်တယ်
အပေတန်တရားကလေတလန်းပြီးတလန်းထွက်နေတယ်လို့ဆိုရတယ်ဒါကြောင့်မလုံးသိဘူးလားလုံးသိနေနော်အဲ့တော့ဦးသိန်းတို့တွေလွတ်အောင်ယုံဆိုတဲ့ကိစ္စမှာအဲ့ဒါလို့ကြေကြေပြန့်ပြန့်နားလေရနောက်တစ်ဆင့်နားလေစရာလေးကညင်နွမ်းမှုကနေစင်ကြယ်မှုစီကိုယုံလို့ပြောတာခုတက္ကသမားတို့ဦးဇင်းတို့တွေပုထုဇဉ်ဆိုတော့စိတ်ဟာညင်နွမ်းမှုတွေထဲမှာမပျော်ဘူးလားပျော်တယ်အဲ့ဒီလိုညင်နွမ်းမှုတွေပြောနေတာကိုကိုယ်စိတ်ကိုထိမ့်သိမ်းပြီးတော့စင်ကြယ်တဲ့ဘက်ကိုရောက်အောင်သွားမယ်ဆိုရင်လည်းသွားလို့မရဘူးလားရတယ်အဲ့ဒီလိုသွားလိုက်တယ်ဆိုလို့ရှိရင်ညင်နွမ်းမှုကလေစင်ကြယ်မှုကိုကိုယုံခံသွားတယ်ပူလောင်မှုကလေအေးချမ်းမှုဘက်ကိုယုံလို့ပြောတာခုတက္ကသမားတို့ဦးဇင်းတို့တွေအမြဲတမ်းစိတ်တည်ပူလောင်မှုရှိနေတယ်နော်တက္ကကြီးမိုက်ကြီးအဲ့ဒီပူတာကိုကိုယ်တိုင်အေးအောင်လုပ်တဲ့နေသာသနာတော်ကိုအမိပြုပြီးတော့ရထားတယ်လူတိုင်းမှာရှိတယ်အေးအောင်လုပ်တဲ့နေရှိတယ်လုပ်တာမလုပ်တာကတခဏနော်အေးအဲ့ဒီလိုအေးအောင်လုပ်တဲ့နေနဲ့အေးအောင်လုပ်လိုက်တယ်ဆိုရင်အပူကနေအေးကိုကူးမြောက်ဖို့ရုန်းကန်နေတယ်အရှုပ်ကနေအရှင်းကိုကူးလို့ပြောတာခုတက္ကသမားတို့ဦးဇင်းတို့တွေအမြဲတမ်းရှုပ်နေတယ်ဟုတ်လားအေးအဲ့ဒီအရှုပ်နေကနေအရှင်းနေရောက်သွားအောင်ကူးသွားလို့ရတယ်အဲ့တော့နေတိုင်းကိုကရုန်းကန်တဲ့နေရာမှာဒီလိုလွတ်မြောက်ဖို့ရုန်းကန်မှုကသာနဲ့တန်ဖို့ရှိနော်လဲဖို့ရုန်းတယ်ဆိုတဲ့ကိစ္စကဘာမှမထူးဆန်းဘူးဒါကြောင့်လုံလဝရိယဆိုတဲ့နေရာမှာလည်းပဲလုံလဝရိယကအမျိုးမျိုးရှိတယ်နော်တခါကြီးမိုက်တယ်ဒါကြောင့်မြတ်စွာဘုရားကကုသိုလ်ဖြစ်တဲ့ဝရိယဆိုတာဘယ်လိုဟာမျိုးတော့မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေပယ်နိုင်အောင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဒီလိုရည်ရွယ်ချက်နဲ့လုပ်တဲ့ဝိရိယတည်တာလျင်တန်ခါပဒံထိုက်တဲ့ဝိရိယဟုတ်လားဒါကြောင့်မြင်နဲ့စဉ်းစားတဲ့ငါသည်ယုံမယ်ညင်နွမ်းမှုကနေရှင်ကျယ်မှုတွေကိုယုံမယ်ပူလောင်မှုကနေအေးချမ်းမှုတွေရောက်အောင်ယုံမယ်ရှုပ်နေတာတွေတဲကနေရှင်းတဲ့နေရာရောက်အောင်ယုံမယ်ပြင်မကတော့အကုန်ရှုပ်နေတာပဲပြင်မကတွေလိုက်ရှင်းလို့မရဘူးဟင်ဒကမာကြီးများအပြင်ကိုရှင်းမယ်လို့တော့ဘယ်တော့မှစိတ်ကူးမထည့်နဲ့မရဘူးနော်အပြင်ကဘယ်လိုနေကိုယ့်ရဲ့အတွင်းတန်တာကအမြင်ရှုပ်ရင်ရှုပ်နေတာပဲအမြင်ရှင်းရင်ရှင်းနေတာရှုပ်နေတာတွေတော့ရှုပ်နေတာတွေဂျားထဲမှာနေတော့နေနေတာပဲသို့တော့အဲ့ဒါတွေကိုကိုကအမြင်လေးရှင်းပြီးတော့ဒါကသာသနာတော်ကိုအမိပြုပြီးတော့ဒီနီးကရနိုင်တယ်နော်တခါကြီးမိုက်ကြီးအဲ့ဒါလို့အမြင်ကိုရှင်းအောင်လုပ်နိုင်လို့ရှိရင်ဒါရှင်းနေတာပဲသူကသူရှင်းနေတာတကယ်တမ်းကလောကဘဝဆိုတာကဖြစ်ပြက်ပဲရှိတယ်နော်တခါကြီးမိုက်ကြီးလူတွေသိရနော်ဒီလူတွေသိရနော်ဘဝကရိုးရိုးလေးသွားနေတယ်ဖြစ်เสียအကြောင်းရှိတယ်ဖြစ်တယ်ဖြစ်เสียအကြောင်းကုန်တယ်ပြက်သွားတယ်ဖြစ်เสียအကြောင်းတွေကရှိတော့ဆက်ဖြစ်နေတယ်ဒီတိုင်းသွားနေတယ်အဲ့ဒါကိုပဲကိုကချစ်เสียလို့ထင်တယ်မုန်းเสียလို့ထင်တယ်အမျိုးမျိုးပေါ့ဗျာဆက်ဆုပ်เสียလို့ထင်တယ်မျက်နှိုးเสียလို့ထင်တယ်ကိုယ့်ရဲ့အထင်တွေကပဲရှုပ်ထွေးပွေလိနေတာပဲမဟုတ်လားအဲ့တော့ပြင်ဘက်ကရှုပ်တာကအရေးမကြီးဘူးဘယ်ကရှုပ်နေတာအရေးကြီးတာအတွင်းကရှုပ်နေတာကအရေးကြီးတာဒါကြောင့်ရှုပ်တဲ့နေရာကနေရှင်းတဲ့နေရာရောက်အောင်ယုံရမယ်ယုံဆိုတဲ့စကားလေးထဲမှာဝရိယပြတ်ထန်းနေတယ်ဟုတ်လားမပြတ်ထန်းနေတော့ဝရိယပြတ်ထန်းနေတယ်အဲ့တော့ဒကာသမားတို့ဦးဇင်းတို့တွေမှာဒီတရားဒီချမ်းသာကိုပေးတယ်လို့တရားတရားလည်းရှိရနော်ဒီလူတွေမှာရှိတယ်နော်အေးဒါပေမဲ့ဝရိယနည်းတဲ့အခါကျတော့ထိုက်တဲ့အကျိုးကျေးဇူးကိုမခံစားရဘူးဟုတ်ရဲ့လားဒါကြောင့်ဝရိယလိုတယ်နော်ဝရိယနဲ့ပြင်းပြင်းထန်ထန်ကြိုးစားလို့ရှိရင်စိတ်နှလုံးရဲ့အေးချမ်းမှုကိုရနိုင်တယ်လို့မြတ်စွာဘုရားကပြောတယ်ဝရိယနဲ့ကြိုးစားလို့တော့နည်းနည်းပန်းတယ်လို့တော့ရှိမယ်ပေါ့နော်သို့တော့ပြီးရင်စိတ်နှလုံးရဲ့အေးချမ်းမှုကိုအဲ့ဒီနည်းနဲ့ပဲရနိုင်ယောဂဝိဇာယတိဗုဒ္ဓအာယောဂဗုဒ္ဓသင်္ခယောကြိုးစားအားထုတ်ခြင်းဖြင့်ဉာဏ်ပညာတွေဟာဖြစ်နိုင်တယ်ဒီလိုပြောတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးရှိတယ်မြတ်စွာဘုရားကြီးကကမ္မထမ်းယူပြီးတော့အပြတ်သက်အားထုတ်မယ်ဆိုပြီးတော့တောထဲကိုဝင်သွားတာတောရဆောက်တည်ပြီးတော့နေတာဝါတွင်3လပတ်လုံးသူအားထုတ်တယ်ကမ္မထမ်းနမိတ်ကလေးတောင်သူမှမထင်ဘူးလို့ဆိုတယ်အဲ့ဒါနဲ့သူဘာဖြစ်တော့စိတ်ဓာတ်တွေကျဒီဘဝမှာတော့ငါဒီကျွတ်တန်းဝင်မဲ့ပုဂ္ဂိုလ်ဟုတ်မှမတူဘူးအဲ့ဒီတော့နောက်ဘဝတွေကြာမှကျွတ်တန်းဝင်မဲ့လူနဲ့တူပါရဲ့ဒါကြောင့်ပါရမီကုသိုလ်သာစုဆောင်းပြီးတော့ငါတော်တယ်လို့တက်တာတယ်လို့ပဲနေမယ်ဆိုပြီးတော့အကြောင်းတော်ကိုပြန်လာတာအဲ့ဒီမှာသူပြန်လာတဲ့ရည်ရွယ်ချက်ကိုလည်းယဟန်တွေကသိတဲ့အခါကျတော့မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်ကိုခေါ်တယ်ချစ်သားသင်လုံးလဝရိယကိုလျှော့ပြီးတော့ပြန်လာတယ်ဆိုတာဟုတ်သလားမှန်လားပါဗျာဟုတ်ကြောင်းအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုကဲ့ရဲ့တယ်ငါရဲ့သာသနာတော်ကြီးမှာတဲ့သီလရှိသူပညာရှိသူတည်ကြည်သူအလိုနည်းသူအစရှိသဖြင့်နာမည်ကောင်းတွေကိုယူနေတဲ့လူတွေရဲ့ဈာထဲမှာသင်ကဘယ်နဲ့ကြောင့်
ပြင်းကြီးသူဆိုတဲ့နာမည်ဆိုးကြီးကိုယူရတာလေမြတ်စွာဘုရားပြောပုံလေးကိုသဘောကျလို့ဒါလေးကိုဦးဇင်းကပြောပြတယ်သိလားနာမည်ဆိုးကြီးကိုဘယ်သူကပေးတာဟာကိုပေးတာအဖေမေမဲ့ထားတဲ့နာမည်ဆိုတာခေါ်လို့ရယုံတော့အသုံးကြတာနော်တခါကြီးမိုင်များလူတိုင်းမှာကိုယ့်ကိုမှဲ့ထားတဲ့နာမည်တွေအသီးသီးရှိတခါကြီးမိုင်သူများကနာမည်မမှဲ့ဘူးလားမှဲ့ဘူးတာပေါ့အဲ့လူကြီးကတအားလောဘကြီးတဲ့လူအဲ့လူကြီးကိုဘယ်လိုနာမည်မှဲ့တာလဲလောဘကြီးတဲ့လူလို့မှဲ့လိုက်တာဟုတ်တယ်မဟုတ်လားဒီလူကတအားဒေါသကြီးတဲ့လူဟာဒီလူကတော့တိတ်ပြီးတော့ကောက်ချစ်တဲ့လူဟုတ်လားဒါမှမဟုတ်ဒီလူကတော့တိတ်ပြီးတော့ရိုးသားဖြောင့်မတ်တဲ့လူတော်တဲ့လူနာမည်တွေဟာလူတွေရဲ့စိတ်ထဲမှာအသီးသီးရှိမနေဘူးလားရှိနေတယ်အဲ့ဒါကိုရည်ရွယ်ပြောတာမြတ်စွာဘုရားဟုတ်လားအဲ့တော့ဒီမှာသူတော်ကောင်းတွေဟာအသီးသီးနာမည်ကောင်းတွေကိုယူနေတဲ့နေရာမှာသင်ကဘယ်နဲ့ကြောင့်လုံလဝရိယကိုရှပြီးတော့ဝရိယနဲသူဆိုတဲ့နာမည်ကြီးကိုယူလိုက်ရတာတော့လို့မြတ်စွာဘုရားကမေးပြီးတော့တစ်ချိန်လုံးကသင်ကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာအေးချမ်းမှုရဘူးတဲ့အဲ့ဒီမှာသူ့ရဲ့လုံလဝရိယလေးကိုထပ်တန်လာအောင်မြတ်စွာဘုရားကစကားဏိဒံလေးကြောင်းပေးလိုက်တာအဲ့ဒီမှာယဟန်တော်တွေကတောင်းပန်လို့ဦးဇင်းတို့ဇတ်တော်တွေထဲမှာလေဝန္ဓုပဋ္ဌဇတ်ဆိုတာရှိတယ်အဲ့ဒါလေးကိုဦးဇင်းနည်းနည်းပြောပြတယ်ဟုတ်လားပြောချင်တာလေးကအနှစ်ကလေးကဘာလဲဆိုရင်ကြိုးစားရင်ငြိမ်းချမ်းမှုရတယ်ဆိုတာလေးကိုပြောချင်နော်အဲ့ဒီမှာဦးဇင်းတို့အဲ့ဒီဇတ်တော်ထဲမှာဘုရားလောင်းကတပည့်လက်သားတွေလှဲကုံတွေကိုခေါ်ပြီးတော့လှဲတွေနဲ့ကုံသွဲစားတဲ့ဘဝနော်အဲ့ဒီမှာသူတို့သွားတဲ့နေရာကဘာလဲဆိုတော့သဲကန္နာယကြီးနော်တလကိုသရင်ဖြတ်တန်းရတဲ့သဲကန္နာယကြီးပေါ့သဲတွေကအင်မတန်ပူတယ်လက်နဲ့ကင်လို့မရဘူးလို့ဆိုတယ်နေ့မှာအရိပ်ထိုးပြီးတော့နေရတယ်ညကိုခရီးသွားရတယ်ကျယ်တွေကိုကြည့်ပြီးတော့သွားရတာပင်လယ်သမုဒ္ဒရာကိုမာလိန်မှုငှပြီးတော့သွားရတယ်လို့မျိုးနော်အဲ့ဒီမှာညလမ်းခရီးကိုကျွမ်းကျင်တဲ့လူကိုငှပြီးတော့အဲ့ဒီလူကိုလက်ထိတ်ကတင်းပြီးတော့ကျယ်ကိုကြည့်ပြီးတော့သွားတာညပဲသွားလို့ရတယ်နေ့ကိုသွားလို့မရအဲ့ဒီလိုနဲ့နောက်တရက်လောက်နေရင်ဒီကန္နာယကိုကျော်လွှားတော့မဲ့အနေအထားမျိုးရေကကုံတော့မဲ့တရက်စာပဲကြံတော့တယ်အရက်30ဆိုအရက်30ရေယူသွားရတယ်နွားအတွက်ကိုလူအတွက်ကိုဟုတ်လားအဲ့ဒီလိုတရက်ပဲကြံတော့တဲ့အချိန်မျိုးရေကတရက်စာပဲကြံတော့ဟာဒီတညဖြတ်တန်းပြီးရင်တော့ဟိုဘက်ကိုရောက်ပြီဆိုရေကမရှိတော့အဲ့ဒီအချိန်မှာညကိုဖြတ်တန်းပြီးရင်လွတ်တော့မှာနော်အဲ့ဒီညမှာရှေ့ကခေါင်းဆောင်ပြီးတော့သူတို့ငှားသွားတဲ့လူကအိမ်ကြီးပြစ်တဲ့ညာပေါင်းများပြီဆိုတော့သူအိတ်ငိုက်သွားတယ်လူတွေကလည်းအကုန်လုံးပန်းနေတော့သူသွားတဲ့နောက်ကိုပဲစိတ်ချလက်ချလိုက်သွားတာကိုအဲ့ဒီမှာရှေ့ကလူကအိတ်ငိုက်တော့နွားတွေကလာလန်းကိုပြန်လှည့်သွားတယ်ပြန်လှည့်သွားတော့2ရက်စာဝေးသွားတယ်နော်မနေ့ရောက်လို့ကြီးလိုက်တဲ့အခါကျတော့သူတို့အရင်တုန်းကသရဲချခဲ့တဲ့အရင်ရက်ကသရဲချခဲ့တဲ့နေရာကိုရောက်နေနေ့ကလည်းပူလာတယ်ရေကမရှိတော့2ရက်စာဒီခကြီးကိုဘယ်လိုနည်းနဲ့မှသူတို့မဖြတ်တန်းနိုင်နော်အဲ့ဒီမှာကုံတွေဟာတို့တော့ရင်ငတ်ပြီးတော့သေတော့မှာပဲအကုန်လုံးလက်မှန်ချအဲ့ဒီမှာဘုရားလောင်းကဉာဏ်ပညာလည်းရှိတယ်ဝိရိယလည်းကြီးတယ်ဒီတော့ငါလိုရဲရှင်းတဲ့လူဉာဏ်ရှိတဲ့လူရှိရတဲ့နဲ့ဒီလူတွေအကုန်လုံးမပြတ်စည်းသင့်ဘူးအဲ့ဒါနဲ့သူကလူတွေကိုအကုန်လုံးစီယုံတယ်စီယုံပြီးတော့နေကြအောင်လိုက်ရှာမြေစာပင်လေးပေါက်နေတာမြင်ရမြင်တော့အောက်မှာအဆူတက်ရှိလို့ဒါမြက်ပေါက်တာပဲဆိုအဲ့ဒီနေရာကိုတူးခိုင်းတယ်နော်ဒီတိုင်းပဲရင်ငတ်ခံပြီးတော့လက်ဆင်းသိမလားတူးပြီးမှသိမလားဒါစဉ်းစားတူးလို့ရှိရင်ရရင်မသိဘူးမရရင်တော့သိမယ်သူကဖြစ်နေမျိုးရှိမတူးဘူးဆိုရင်သိကြပေါက်သိဟုတ်လားဒီကယူမိုက်မြတ်အဲ့တော့ဒါလေးလည်းစဉ်းစားနေရနော်ဒီကဓမ္မတို့ဦးဇင်းတို့တရားအားထုတ်ရင်တရားတို့ရချင်လဲရမယ်မရချင်လဲနောက်ဘဝအထောက်ပံ့ဖြစ်မယ်မထုတ်ရင်တော့လုံးဝမရနော်အေးအဲ့ဒီမှာအကုန်လုံးတူးကြတော့အတောင်60နှစ်တည်းရေတစ်စက်မှမတွေ့တောင်60ဆိုအနှစ်ကြီးပဲအဲ့ဒီမှာအကုန်လုံးစိတ်ဓာတ်ကြတယ်ပိုးပြီးတော့စိတ်ဓာတ်ကြတယ်ကောင်းတာကအတောင်60လည်းနစ်ပြီးတော့အောက်မှာကြောက်ပြကြီးခံတယ်အကုန်လုံးလက်လျှော့သွားတယ်အဲ့ဒီမှာဘုရားလောင်းကလက်လျှော့သွားပြီလူတွေလည်းအကုန်လက်လျှော့သွားပြီငါကတော့လက်မလျှော့သေးဘူးအောက်ဆင်းနားလေးနဲ့ကပ်ပြီးတော့ထောင်ကြည့်တယ်တဲ့အောက်ကရေစီးနံလေးကြားရတယ်လို့ပြောတယ်အဲ့ဒါနဲ့အပေါ်တက်ပြီးတော့အဲ့ဒီဒီတွေကလုံလဝရိယပြင်းထန်မဲ့လူတယောက်ကိုသူလိုက်ရှာတယ်တွေ့တယ်လူလင်ပြိုတယောက်တွေ့တယ်အဲ့ဒါနဲ့သူ့ကိုလက်သက်ခေါ်လာပြီးချစ်သားမင်းမကယ်ရင်တော့ဒီလူတွေအကုန်လုံးမင်းအပါဝင်အကုန်သေးကြဒါကြောင့်ဒီကြောက်ဖြာကြီးကိုမင်းတင်းပုံးနဲ့ထုပါမင်းကြိုးစားလို့ရှိရင်လူတွေအကုန်လုံးအသက်ရှင်နော်အဲ့ဒါနဲ့သူ့ကိုထုခိုင်းတော့သူလည်းစိတ်ဓာတ်တွေတက်ကြွပြီးတော့အဲ့ဒီကြောက်ဖြာကိုထုလုံးမကထုတော့ကြောက်ဖြာသည်အပ်ပြီးတော့အောက်ကိုညွတ်ကျသွားတဲ့အချိန်မှာရေဟာပေါ်ထောင်တက်လာအဲ့ဒီမှာအကုန်လုံးအသက်ရှင်နော်
တ်တော်လေးကဒါပဲနော်အဲ့ဒီမှာမြတ်စွာဘုရားပြောသွားတဲ့စကားလေးကအင်မတန်ကောင်းတယ်အဲ့ဒါလေးကိုဦးဇင်းကပြောခြင်းလို့ဒီဇတ်တော်လေးကိုပြောပြတယ်နော်အာဂီလာသူနောမပြင်းရည်ကုန်သောဂုံတယ်တို့သည်ခဏန္တာတူရကုန်သည်ဖြစ်၍တတ္ထဥဒိငနေထိုလွင်မြင်း၌ပပံရေကိုအဝိန်တုံရကြကုန်မည်မပြင်းမရည်နဲ့ကြိုးစားပြီးတော့တူးလိုက်တော့ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းတန့်ရှင်းရာတန့်ရှင်းကြောင်းအေးချမ်းရာအေးချမ်းကြောင်းရေကိုရတယ်။ဘာပြုလို့ရတယ်လဲမပြင်းမရည်တူးလို့ရတာဟုတ်လားဒီမကြီးများမပြင်းမရည်တူးလို့ရတာနော်ဧဝံဣယတုဝိရိယဘလုပပန္နောဝိရိယအာဆွမ်းတဲ့ပြည့်စုံသောမုနိယဟန်သည်အာဂီလာသို့မပြင်းရည်သည်ဖြစ်၍ဟရယတ္တနှလုံးသားရဲ့တန်တိန်ငြိမ်းချမ်းခြင်းကိုဝိန်တေရရ၏တိတိကျကျကိုပြောထားတယ်သိလားအဲ့ဒီလိုပဲတဲ့ဝိရိယအာဆွမ်းတဲ့ပြည့်စုံတဲ့ယဟန်သည်မပြင်းရည်ပဲနဲ့ကြိုးစားမယ်ဆိုရင်ဟရယတ္တနှလုံးသားရဲ့လို့တောင်ပြောထားစိတ်ဟာနှလုံးမှာတည်တာကိုနောက်တခါယူမိုက်မြအဲ့ဒီစိတ်ရတည်ရာနှလုံးသည်ငြိမ်းချမ်းခြင်းကိုတေချာပေါက်ရမယ်တဲ့အေးချမ်းခြင်းကိုရခုတရားဓမ္မတို့ဦးဇင်းတို့တွေဟာရေငတ်နေတဲ့အနေအထားမျိုးမှာပဲရှိနေသေးတယ်ရေကိုဝါအောင်တောက်ရတဲ့ချိုးရတဲ့အနေအထားမျိုးမှာရှိမနေဘူးဟုတ်လားအဲ့ဒါကိုကဝါအောင်တောက်ချင်တယ်ချိုးချင်တယ်ဆိုတဲ့အနေအထားမျိုးကိုရောက်ချင်တယ်ဆိုရင်ဒီရေကိုရအောင်တူးရမယ်ဘယ်မှာတူးရမှာလဲကန္တာရမှာတူးရမှာလွယ်တော့မလွယ်ဘူးဟာလားဒီကမကြီးများခုဒီမှာကုန်းသေးတွေကရေရအောင်ဘယ်နေရာမှာတူးသွားတာလဲကန္တာရမှာတူးသွားတာခုဒီကဓမ္မတို့ဦးဇင်းတို့တွေလည်းလောဘမီဒေါသမီမောဟမီတဟုံဟုံလောင်နေတဲ့ဒီကန္တာရထဲမှာဒီငြိမ်းချမ်းမှုရေကိုရအောင်တူးယူရမယ်သူဒီတန်ဖိုးရှိဆုံးအဖို့တန်ဆုံးအဖို့တန်ဆုံးတန်ဖိုးရှိဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ်တန်နဲ့တော့ရမယ်လို့တော့မထင်နဲ့နော်တခါကြီးမိုက်ပြအေးအများကြီးပေးရမယ်အများကြီးဆွန့်ရမယ်လုပ်ရမှာပဲကိုရကျင်တာကသိတ်ကောင်းတဲ့အရာဖြစ်နေတာကိုဒါပေမဲ့ဦးဇင်းတို့ဏီကုန်းကျုပ်ပြောကျင်တာကအဲ့ဒါကိုမရမချင်းလည်းပဲဘယ်တော့မှအလုတ်မပြီးဘူးလို့ဒါကိုပြောချင်တာဒါကိုမရမချင်းတော့ဒီမြင်ဟာတွေအမြင်နဲ့လုတ်ပဲတခါကြီးမိုက်ပြအလုတ်ဘယ်တော့မှမပြီးဘူးနော်ဒါကြောင့်ဦးဇင်းတို့တရားထုတ်ရသွားတဲ့ပုဂ္ဂိုလ်တွေသူတို့ကျုံးဝါသွားတဲ့စကားတွေထဲမှာကတံကရဏီယံဆိုတဲ့စကားလေးပါတယ်နော်တခါကြီးမိုက်မြတတိထားမိမလားမသိဘူးဦးဇင်းတို့နတ္တလက္ခဏာသုတ်တို့ယဟန္တာဖြစ်သွားတဲ့သုတ်တန်တွေထဲမှာလေကတံကရဏီယံကရဏီယံပြုပွဲကိစ္စတွေကိုကတံပြုပြီးပြီလို့ဒီစကားလေးပါတယ်ဆိုလိုတာကတရားဒီဟူသောအနှစ်သာရကိုမရမချင်းဘယ်တော့မှမနာရဘူးဆိုတာကောင်းတဲ့ထစ်တာဒီပုံစံနဲ့မဟုတ်ရင်ဟိုပုံစံနဲ့လုပ်ရမယ်ဒီဘဝဒီဘဝမျိုးနဲ့မဟုတ်ရင်ဟိုဘဝမျိုးနဲ့လုပ်ရမယ်ဘယ်တော့မှမနာရဘူးအနာရသွားစေတဲ့အလုတ်ပြီးသွားစေတဲ့ကိစ္စတွေဒီတရားကိစ္စတစ်ခုပဲရှိနော်ဒါကြောင့်ဘယ်အလုတ်မှကိစ္စမပြတ်ဘယ်အလုတ်မှအပြီးဆိုတာမရှိဘူးနော်အလုတ်တွေကိုတကယ်ညီးငွေရိုမှန်လို့ရှိရင်တရားဘက်ကိုသာခြေစုံပစ်ပြီးတော့ဝင်လိုက်အဲ့ဒီလူသားနဲ့အလုတ်တကယ်ပြီးမယ်ကျန်တဲ့ဟာအလုတ်တွေဘယ်တော့မှမပြီးနိုင်ဟုတ်လားတကယ်ယူမိုက်ကြီးအေးဦးစင်ကစိုးရဲဆိုစကားလို့ပြောတာတော့လေးနဲ့တာတွေပဲပြောမယ်လို့ပြောထားနော်ဒီတရားနာပိသက်တွေကတရားကိုခဏခဏနာဘူးပြီးသားတယ်လို့ဦးစင်ကသိထားတယ်ဟုတ်လားအဲ့တော့လေးနဲ့တာစဉ်းစားစရာတွေကိုပဲဦးစင်ကပြောတာဟုတ်လားဒါကြောင့်လွတ်အောင်ယုံဆိုတဲ့ကိစ္စမှာယုံညံ့မှုကနေမြင့်မြတ်မှုစီကိုယုံမယ်ပူလောင်မှုကနေအေးချမ်းမှုစီကိုယုံမယ်ရှုပ်နေတာတွေကနေရှင်းနေတဲ့နေရာကိုယုံမယ်မှောင်းနေတဲ့နေရာကနေလင်းနေတဲ့နေရာကိုယုံမယ်လို့အဲ့ဒါလို့သဘောပေါက်ရမယ်အဲ့ဒါလို့ယုံကန်ခြင်းဒီပဲလေအင်မတန်ဆိုးွားတဲ့အပေတန်တရားကလည်းယုံနေရရောက်တယ်အပေရောက်သွားမှအပေကယုံကျင်လို့မရဘူးလူဘဝကနေယုံရတာအပေတန်တရားကိုယုံနေဆိုတာဘာဖြစ်လို့လဲဆိုတော့အပေကိုပို့စေတဲ့တတ္တိကဒီမှာပဲရှိနေတာနော်တခါကြီးမိုင်းညာသဘောပေါက်တယ်နော်ဒါကြောင့်မြတ်စွာဘုရားပြောတယ်ဆင်ကြီးသည်ပဂရိရွှွညွန်ကယုံထွက်တယ်လို့တရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲညင်နွမ်းစေတဲ့ကိလေသာတွေဟူသောရွှွညွန်နေတဲ့ကနေယုံထွက်နိုင်အောင်ကြိုးစားကြဆိုတဲ့စကားဟာမလေးနဲ့ဘူးလားလေးနဲ့တည်းအဲ့တော့တရားဘယ်နှပါးပြီးသွားပြီတော့သုံးပါးပြီးသွားပြီမမေးမလျော်မှု၌ပျော်မွေးနိုင်ပါစေမိမိရဲ့စိတ်ကိုအစဉ်ဆောင်းရှောက်ရ၏ဟုတ်လားပြီးရင်လွတ်အောင်ယုံထွက်နိုင်ရမယ်နော်အဲ့တော့တရားကောင်းစဉ်ကိုပြီးမှပေးမယ်လို့ဦးဇင်းကပြောထားတယ်နော်အေးအဲ့ဒါဘယ်လိုများပေးရကောင်းမလို့ဟင်တခါကြီးမိုက်မြဟောလွတ်အောင်ယုံလို့ပေးရမယ်ဟုတ်တယ်ကောင်းတယ်နော်အဲ့ဒါသုံးလုံးနဲ့ဇရာပြတ်ရဦးဇင်းကတော့တရားတစ်ပုဒ်လုံးခြုံပြီးအောင်ပြောချင်တာ
တတိနဲ့ပြောစိတ်ကိုဆောင်လွတ်အောင်ယုံလို့အဲ့ဒါလိုလေးစိတ်ကူးထားတာဥစဉ်ကဟုတ်လားဒါဆိုလို့ရှိရင်တရားကောင်းစဉ်လေးကိုစဉ်းစားလိုက်တာနဲ့ဥစဉ်ပြောသွားတယ်ဒကမကြီးတို့စဉ်းစားဘူးတာလေးတွေဥစဉ်ပြောနေတော့မှစဉ်းစားတဲ့စဉ်းစားချက်ကလေးတွေဟာပြန်ပြီးတော့အမှတ်ရလာနိုင်တယ်လေနော်တော့စကားတစ်စုံတစ်စကိုပေါ်လာလို့ရှိရင်ကျန်တာတွေကပြန်ပြီးတော့အမှတ်ရတဲ့သဘောရှိတယ်စိတ်ဆိုတာကလေဟုတ်လားအဲ့တော့ဗာလဲတတိနဲ့ပြောစိတ်ကိုဆောင်လွတ်အောင်ယုံဒါသာသနာတော်ကြီးတစ်ခုလုံးရဲ့အနှစ်သာရလို့လည်းပြောလို့မရဘူးလားပြောလို့ရတယ်အဲ့တော့မြတ်စွာဘုရားကတော့ဒေသနာတော်မှာသိပ်ပြီးတော့ကျွမ်းကျင်တဲ့အတွက်ကြောင့်ဒီစင်တကောင်ရှင်ဘွယ်ထဲကယုံသွားတဲ့ကိစ္စကိုတန်ဖိုးရှိတဲ့တရားတစ်ပုဒ်အနေနဲ့ပြောပြခဲ့တယ်ဟောပြခဲ့တယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေကတကယ်ချမ်းသာခြင်းရတယ်ဆိုရင်ဒီမြတ်စွာဘုရားဖြစ်စေခြင်းတဲ့ဆန္ဒကိုတတ်နိုင်သမျှမိမိတို့လိုက်နာကြမယ်ဆိုရင်ချမ်းသာကြပြီဘူးလားချမ်းသာကြမယ်ဒါကြောင့်တတ်နိုင်သမျှလိုက်နာပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရအောင်ယူနိုင်ကြတဲ့စစ်မှန်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့တရားပွဲကိုအဆုံးသတ်ရအောင်နော်တခါကြီးမိုက်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကံသင်တရားနာပိတပေါင်းသူတော်ကောင်းတို့နဲ့တဝါအလုံးသောတတဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတေတုမကံသင်္ဃာဒကမပေါင်းသူတော်ကောင်းတို့စားတာအလုံးသောတတဝါအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့မြို့မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲလက်ခံသူကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတေတုမကံသင်္ဃာဒကမပေါင်းသူတော်ကောင်းတို့စားတာအလုံးသောတတဝါအနန္တတို့ဟာသဗ္ဗဥဒ္ဓ ानु ဘဝိနကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုထွန်းတာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘဝိနကိလေသာဥပေတတ္တတိမလေတံတခါချင်းဤစေတတိဖူလေးပါမဘူတို့၏အာယုံဖြစ်သောနိဗ္ဗာန်ခြေခံဖြစ်သောပရိယစေရန်သောတရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာနုဘဝိနမေကတံလေးယောက်ကလတံလေးယောက်ဆိုသောရှင်ယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားလျောကြပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း